ကဲအားလုံးပဲမင်္ဂလာနေ့လေပြောလဲပြောကြလဲကြဖြစ်သွားပါရဲ့ကဲမင်္ဂလာပါနော်လိုင်းကတော့နည်းနည်းလေးကြာသွားပါလေရှင်အဆင်ပြေမပြေလေးပြန်ပြောပေးပါနော်တကယ်လို့ line အရင်မကောင်းဆက်စချင်းမှာ line အရင်မကောင်းဆိုတော့ဗာပစ္စည်းမှမပြအသေးခင်တမီ live လေးချလိုက်ပါမယ်ပြီးတော့မှအသက်လေးပြန်တက်ပြီးမယ်ပေါ့နော်အားကြောင့်မလို့ပါရှင် first comment က sign အောင်ခန့်တဲ့ထူးထူးခြားခြားဒီနေ့ကတော့ယောက်ျားလေးအကောင့်နဲ့ပေါ့နော်အကောင့်နာမည်နဲ့တက်သွားပါပြီ hi နဲ့နော် sign အောင်ခန့်မှာ first comment ကတော့ view ကတော့မပေါ်တော့ညီမစီမလေးနော်ငယ်လေးက hi ပါရှင် omega မင်္ဂလာပါလာပြည့်မမရဟုတ်ကဲ့မင်္ဂလာပါရှင်ဝေးရီစောစောတဲ့မင်္ဂလာပါမြတ်တဲတုံမင်္ဂလာပါရှင်ဝေးနှင်းအာကာထွန်းမင်္ဂလာပါနည်းနည်းလေးအစ်စ်နာမည်လေးနဲ့တွေ့တော့ခါတိုင်းကတော့ခမတော့မတွေ့ဘူးအဲ့နာမည်လေးဆိုလို့ရှိရင်လေကိုတာဖြူမင်္ဂလာပါရှင်အများရောက်ပါစေတဲ့ဟုတ်ကဲ့အများကြီးရောက်ပါစေတဲ့လောလောဆယ်မှာလိုင်းများကောင်းပါစေလို့ဆုတောင်းဝင်ရမလို့ဖြစ်နေနော်ဆန်းဆန်းဝေရဟိုင်းပါရှင်ဗရမများကုန်ရောက်မင်္ဂလာပါသူရေးတဲ့စာကလေးရရှိတော့တဲ့ဟုတ်ကဲ့ပါရှင်အဲ့ဒါတပည့်ပြောမှာမဝင်းရမယ်မှတ်တဲ့လူတွေမြန်မာစေးတို့အိမ်မှာအင်းရဖျားမှာဆုတောင်းအောင်ပါခင်ကျွေလားမသိနော်ခင်ကျွေဖြစ်မယ်တင်တယ်မင်္ဂလာပါနော်ကဲ viewer လေးတော့မပေါ် viewer ဘယ်နှစ်ယောက်တက်လဲတော့မမြင်ရလို့ပေါ့နော်တမီး line ကျသွားတယ်ဆိုတော့တစ်ချက်လောက်ဝိုင်းပြီးတော့ share ပေးပါအောင်ရှင်ကြည့်ချင်တာလေးရှင်းရင်လည်းပြောပေးပါရှင်ရွယ်ကမင်္ဂလာပါရှင်နော်ဒီနေ့ဆိုလို့ရှိရင်ဒီလိုမျိုးလုံးဝတွင်းထွက်ကိုမှကြီးထက်လေးပွဲတက်ဝှချင်တဲ့လူတွေဆိုလို့ရှိရင်လည်းပါပါရဲ့ဒီမှာပါဒါကျိုးကတော်တော်လေးရှိရေနော်ကျိုးကတော်တော်လေးရှိတယ်ဒါပေမဲ့အင်ကြီးနဲ့ဟွာဖြစ်လို့ရအောင်လို့အပေါ်လေးနဲ့တင်ပြီးဒါလေးဆိုလည်းအရန်လာရေပြက်ခါကြလို့ရှိရင်ကြီးတဲ့ကလူတင်လို့ရှိရင်တော်တော်ပလဲနဲ့စိန်နဲ့လောကအကြီးတွေလည်းရှိမယ်ဒီမှာဟိုနေ့ကလောကကြီးမေးတဲ့အမကြီးတွေဆိုလို့ရှိရင်ဒီနေ့ကကျတော့ပလဲနဲ့စိန်နဲ့လောကအကြီးရှိမယ်နော်ပြက်ခါကြလို့ရှိရင်ဒီမှာကြီးအရန်လာရေမခရမ်းဆွဲဟိုမှာကြီးထက်လေးလည်းရှိပါမယ်စိန်လေးဖွေးလေးနဲ့နော်ခရမ်းဆွဲလည်းရှိမယ်ပြီးရင်တော့ဗဒံများဟိုမှာကြိုက်တဲ့အမိုက်တွေဆိုလို့ရှိရင်တော့ဒီမှာကြည့်ဗဒံများဟိုမှာ2 way ပေါ့နော်ဒီမှာရှင်တိုးလဲလုပ်လို့ရရဲပြီးခါကြလို့ရှိရင်လောကတ်အနေနဲ့လဲဆွဲလို့ရတဲ့လောကတ်အကြီးတွေလည်းပါပါမယ်ဒီမှာပါနော်အဲ့ကြောင့်တော့တတ်ဖြစ်လာပြီးတော့တမနော်အရင်ရက်တွေလည်းမပါဘူးနော်ဟုတ်တယ်အဝင်ရမဲထဲတဲ့လူတွေရဲ့ညလုံးကိုတမီးဟွာတော့ပို့ပေးမယ် American patient တို့ United patient တို့တော့ပို့ပေးမှရတယ်တော်မြင်းခိုင်းမင်္ဂလာပါညီမရေးတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်เนาะဒီနေ့ပါလေးမြန်ကြည့်ရှင်လည်းမေးပါเนาะဒီနေ့ကတော့နည်းနည်းထဲကြီးလေးတွေကပုံများစိန်လောကက်လေးတွေကလူကျင်လို့ရတယ်လို့စိန်လောကက်လေးလိုမိုးရေးစပုံလေးလိုမျိုးလေးလည်းရှိမယ်เนาะပြူတက်လာတယ်ဒီမှာပြူမှာပေါ့လို့56เนาะပြူက56ရောက်ရှိသွားပြီနည်းနည်းလေးဆောင်းလိုက်မယ်ဒီเนาะ line မကောင်းလို့လားမသိလို့ line မကောင်းလို့လားမသိမှဆိုလို့เนาะဒီမှာဟိုနေ့ကအချီမေးအမဆိုလို့ရှိရင်ဒီမှာအခြေကိုမှအပေါ်နဲ့ဗရမများနဲ့လည်းပါမယ်เนาะအခြေကိုဗရမများနဲ့လည်းပါမယ်ပြီးခါကြလို့ရှိရင်ဒီမှာတန်းခွင်းပုံစံမျိုးလေးကိုမှလှလေးဒီလိုမျိုးလေးဝှချင်တယ်စိန်လေးဖွလေးနဲ့ဝှချင်တယ်ဆိုဒီလိုမျိုးလေးလည်းပါမယ်ဒီမှာပါเนาะအမဒီဟာကြောက်ချဲလဲဆိုကိုဝှချင်တယ်ဆိုရဲသူဆိုလို့ရှိရင်လည်းဒါမျိုးလေးတွေရမယ်เนาะဒီမှာပါညလိုက်လွင်တာစောမြတ်စောတော်တယ်မစောပါဘူးမစောပါဘူးအသေးတုံလေးပါတဲ့ပါဝါတက်ပြီးကြည့်ပေးပါပါဝါတက်ပြီးကြည့်ပေးပါရဲ့မပါတာကြပြီရဲ့နော်မျက်မှန်ပါဝါတမိုင်းဟိုတက်တော်ရလို့ဖြစ်နေလေမျက်မှန်ပါကစတမာပစ္စည်းကြပြီမှန်တယ်ကိုကြည့်ပြီးကစတမာတူနောက်ပဲကစတမာကိုကြည့်ပြီးတက်ပဲအဲ့လိုမျိုးဖြစ်နေရော
ဖြူဖြူတော့တဲ့ဟုတ်ကဲ့မင်္ဂလာပါနော်နားလေးကနှစွဲကြိုက်တယ်တဲ့ဟုတ်ကဲ့သူကတော့ဆက်လိုက်လေးပေါ့နော်နှစွဲတစ်ခုလေးတော့မဟုတ်ဘူးသူကနှစွဲလေးရယ်ပြီးရင်အခုပရက်ကယ်လက်စွပ်ကယ်ပြီးရင်လက်ကောက်ရယ်ပါနော်သူကတော့ one set ပေါ့နော်၄မျိုးတစ်ဆက်လိုက်လို့ပါရှင်အဲ့တော့ပြောင်းကောင်းစိမ့်လေးတွေပါနှစွဲရလည်းလိုက်ဒီနေ့နှစွဲဝတ်ထားတော့ပါမေကောင်းဝဲခါနေရောနော်ပါမေကောင်းဝဲခါနေရောလည်းမကြောက်ဘူးဟမ်လည်းမကြောက်ဘူးတဲ့အလည်းမကြောက်လားအဲ့တော့သမီးလည်းမသိတော့တလားမှာတပတ်မှာလုံးတော့ live က3ရက်လွယ်တယ်လေ3ရက်လွယ်နေတဲ့မှာတလိုက်ဆိုလို့ရှိရင်အနည်းဆုံး3ရက်ဆိုရင်ဒီဟိုမှာတလားမှာ4ဘတ်မလား4ဘတ်ဆို12လေ12ခုထဲမှာကောင်းတာကြအောင်လို့ဟို comment pic ကနေပဲရွေးရမလို့ပြင်နေရလို့ဆိုလို့ရှိရင်တော့နှဆွဲကြိုက်တယ်ဟုတ်ကဲ့နှဆွဲကြတော့သူကနောက်ကနှကောက်လေးနေတယ်တော်တော်လေးတော့လှကဲအဲ့ဒါဆိုလို့ရှိရင် viewer တက်ပြီလားမသိဘူး viewer မပေါ်စိတ်နဲ့မြလေးတဲ့စိတ်နဲ့မြလေးက local မရှိဘူးဒီနေ့ကဆွဲကြရင်ဆွဲရတော့ဖြစ်တယ်လည်းဒီလိုမျိုးတွေလည်းဒီနဲ့လောကလေးပြပလဲဖြူနဲ့ကလေးနဲ့လောကတာကလာမတူပလဲဖြူကလောကရှိရဲ့ငကမရှိတာဒီလိုပလဲဝါတာဆိုလို့ရှိရင်တော့နည်းနည်းမတိတ်မရင်နေပေါ့နော်ပလဲတွေကချင်းပလဲတွေကချင်းဒီဟာလေးကတော့ပိုးသွားလောကလေးကတော့ပိုးသွားလက်စုပ်လေးကနည်းနည်းလေးဖြော့မယ်နိုင်တာနဲ့ရမှာပလဲဖြူอ่ะနော်ဒါကတော့လုံးဝအဖြူပဲအားလိုက်တာနဲ့တူတော့တူတယ်လို့တော့ရှိဒီလိုနှစ်ခုရောအဖြူရဲရဆိုရင်ဒါလေးဒီနှစ်ခုဆိုရင်တော်တော်လေးလိုက်တယ်အမအဖြူရဲရလို့ချင်းဒါလေးရှိမယ်ဒါလည်းဂျပန်ပလေးလာပြီနော်ယူဒါတော့မလားမသိဒါတော့ဂျပန်ပလေးဖြစ်ဒါမကျင်းတယ်ကျန်တယ်မှာပလဲအဖြူရဲရကြာရင်ဒီလိုမျိုးလေးဒါလေးဆိုခက်စင်လေးဒါလေးနှစ်ခုရှိမယ်နော်အော်နဂတ်နဲ့လောကတ်ပြခိုင်းတာသူကနဂတ်ကတော့မရှိဘူးလောကတ်နဲ့လက်စွပ်ပဲရှိပါမယ်ဒါကြောင့်နည်းနည်းဟိုအဖြစ်သွားတယ်မတူတော့ဒီမျိုးလက်စွပ်နဲ့လောကတ်နဲ့ရဒါလည်းနော်ဒီလိုမျိုးလောကတ်နဲ့လက်စွပ်နဲ့ရပါမယ်နည်းနည်းခက်စင်လေးပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ညီမ surprise ပေးရတော့မလားယင် line ကောင်းလားတစ်ချက်လောက်မှတ်ပြီးပါနော်အဲ့ဒါနီးပထမ line ဆက်ဆက်ကြာသွားလို့ဟုတ်မှန်လောကကဘယ်လောက်လဲလို့မှာတဲ့ဟုတ်ကဲ့ဟုတ်ဥစ္စာဘိတ်လာတဲ့ဘိတ်ပလဲတော့ဖြစ်ဘိတ်ပါတဲ့ဒီကဘိတ်ပလဲဟုတ်လို့ထင်တယ်ဂျပန်ပလဲဖြစ်အောက်ကလက်စွပ်ရောလောကကဘိတ်ရောလားဟုတ်လောကလေးတစ်ချက်ပြပေးမယ်နော်နှစ်ခုလုံးဘိတ်နော်နှစ်ခုလုံးဘိတ်ပါရှင်ဘိတ်ဆိုတာနောက်ဆုံးပဲရဲကြည့်နေတယ်အဲ့ဆိုတော့ရှေ့မတက်တော့နောက်ဆုံးပဲတော့နော်ကဲဒီမှာနှစ်ခုလုံးကပိတ်ပါတယ်ရှင်နော်ကဲအဲ့ဆိုတော့ဒီကနေပဲစလိုက်တော့မယ်နော်လောကက်လေးကနေပဲစလိုက်ပါမယ်ပလဲလောကက်လေးပါပလဲလောကက်ကကျတော့9ပဲ9ရွေး10ပွိုင်ရွှေချိန်ပလဲချိန်ပေါင်းပေါ့နော်ရွှေချိန်ပလဲချိန်ပေါင်း9ပဲ9ရွေး10ပွိုင်ရှိပါမယ်စိန်ကအပွင့်30ပါပါမယ်ရှင်ကောင်းတယ်တဲ့ဟုတ်ကဲ့ line ကောင်းနေထင်တယ်နော်9ပဲ9ရွေး10ပွိုင်စိန်ကအပွင့်30ပါပါမယ်သူကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်တော့43သိန်းရှန့်ဒါကိုတော့လေညီမပထမအောင်ဆုံး surprise နဲ့ဟိုနဲ့တော့ပေးပါမယ်340အတီနဲ့ shop ပေးပါမယ်ရှင်ပလဲလောကတ်ကတော့340အတီပါဒီမှာတော့ပလဲလောကတ်ကတော့340အတီပါရှင်ဓမ္မပါသူကကျ
အပေါ်ကနေကျိုးလေးရတော့ရှူဆွဲရမှာပါကျိုးကတော့ရှူဆွဲရမယ်ဒီလိုမျိုးလေးနော်ဟိုကဖဲပြားဟိုလိုပုံစံမျိုးလေးအရှက်လေးသွားထားတယ်နော်အမှားပါရှင်လက်စော့ကဘယ်လောက်လဲလက်စော့ဘယ်လောက်လဲပြောပြပါမယ်ဒီမှာပလဲရဒီလိုပုံစံမျိုးလေးဒီဘေးအပေါ်ကနေပြီးတော့ရှို့ပြီးတော့ဆွဲရမှာပေါ့နော်ဒီမှာဒါလေးက9ပဲ9ပဲ10ပွိုင်းရှိရဲစိန်လေးအပွင့်30ပါမယ်340အတီနဲ့ရမယ်နော်ပလဲစိန်လော့ကပ်ပါပလဲစိန်လော့ကပ်က40အတီနဲ့ရမယ်သူနဲ့တွဲပြီးတော့1ဆက်ဝတ်ရှင်နေဆိုရဲအမိုက်အတွက်ဆိုလို့ရှိရင်တော့ဒီမှာလက်စွပ်လေးရှိမယ်နော်လက်စွပ်လေးကတော့ရွှေချင်းပလဲချင်းကို9ပဲ9ပဲရှိပါမယ်စိန်က26ပွင့်ပါမယ်ရှင်နော်ဒါလေးကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်သူကတော့စိန်လေးနည်းနည်းတော့ရောသွားတယ်သူလဲ43သိန်းပဲဒါလေးကိုတော့သူလဲ40ပါ35ထားပြီးပါလား35တော့မရလို့ပါအမဒါလေးလဲ40ဒါလေးလဲ40နှစ်ခုဆိုလို့ရှိရင်တော့80ပါရှင်ဒါလေးနှစ်ခုဆိုလို့ရှိရင်လည်းလာရယ်နော်ခွင်းနဲ့လူချင်းနဲ့လူတော့လဲပြပေးမယ်နော်ဒါပါလက်စွပ်လေးကလည်းတခွင်းနဲ့နှစ်ထည့်ပါရဲ့ဒီမှာပါဒါလေးလဲ40ဒါလေးလဲ40ပါဒီနေ့ဆွဲကြံတာလေးရအောင်အဲ့ရမကောင်းတာဒါလေးလေးရွေးနေဒီမှာလက်စွပ်ရဆွဲလက်ဆွဲလေးကြံအရောတော့လေးရွေးနေတယ်အချက်လောက်မေးလိုက်ပေါ့အဆင်ပြေလိုက်ရှင်လိုက်ရဘုကငါထားပေးပါလားဒီချက်ပဲရတယ်ဒီနှစ်ခုတစ်ခု40လို့ပြောတာ35ထားပေးပါလား35တော့မရလို့ပါရှင်ကဲဒါလေးတစ်ခုကို40တော့မဟုတ်ပါနဲ့ဘယ်လောက်လျှော့ပြီးလို့ရတစ်ခုကို38သိန်းနဲ့ပဲယူမယ်38နဲ့ပဲလျှော့လိုက်တော့အမ8 2သိန်းလောက်လျှော့ပေးလိုက်မယ်35အကြည့်တော့မရဘူးတစ်ခုကိုဘယ်လိုတော့ဒါတော့မလုပ်စင်းနေရလေဒါလေးတစ်ခုကို38သိန်းနဲ့ပဲယူပါဒီမှာလက်ဆွရှိမယ်ပြီးရခါကြလို့ရှိရင်ဟိုဟာလော့ကတ်လေးရှိမယ်တစ်ခုကို38သိန်းနဲ့ယူနော်တခုတော့နေဇွဲလေးကြရင်ဒီနေဇွဲလေးရောင်းပေးမယ်ရှင်ဒါလေးလည်းလာရည်လာဝတ်ပြပေးမယ်နော်ဒါပြီးအိမ်မှာဒါတော့ဝတ်ကြည့်လိုက်သေးတယ်အိမ်မှာတော့ဝတ်ကြည့်လိုက်သေးတယ်နေဇွဲလေးပါဒါလေးလည်းလာတယ်ဒါလေးကသူကနှစ်ပဲ3ရွေး3ပွိုင်းဘာလို့ရေးထားလဲလို့ရွှေတင်ကနှစ်ပဲ3ရွေး3ပွိုင်းတော့အရောတော့လေး4ရွေးပါမယ်နော်နှစ်ခုဆိုဘယ်လောက်လဲထားတယ်နှစ်ခုယူမယ်ဆိုတစ်ခုကို38နဲ့လျှော့ပေးလိုက်တယ်တစ်ခုကို38နဲ့လျှော့ပေးလိုက်ပါရဲ့ဟုတ်ကြအော်နေရနေဆက်ဘယ်လောက်ဆိုမလေးအမလိုက်လွင်နေလို့ပြောလိုက်အော်ရလားရောက်ကလားဆိုမှဟုတ်မင်္ဂလာပါရှင်မတွေ့ရကြပြီနော်ဟုတ်အညီမတွေ့ရကြပြီရှင်မင်္ဂလာပါနေကောင်းလားမသိဘူးနီဒီဘက်ကလည်း line တွေကတိတ်မကောင်းတော့လေတခါလေကြာအန်ဒီတို့ဘက်ကမက်ရင်တော့သမီးတို့ကမမြင်ရတာရှိမှဆိုလို့အညီမင်္ဂလာပါဒီနေ့ဇွဲလေးပြောပြမယ်နော်ဒီနေ့ဇွဲလေးက2ပဲ3ရွေး4ပါအရောအတွက်လေး4ရွေးပါမယ်အဲ့ဒါက16သိန်း2000နဲ့ရပါမယ်ရှင်35မရလို့နော်ခုနပလဲတွေကိုနောက်ထပ်2သိန်းစီညမထပ်လျှော့ပေးလိုက်ပါရဲ့38နဲ့ယူပါဒါလေးကလေး16သိန်း2000နဲ့ရမယ်နေ့ဇွဲလေးပါရှင်နေ့ဇွဲလေးပါအရန်လှပါရဲ့ဝတ်ပြဆိုဝတ်ပြပေးမယ်နော်နေ့ဇွဲလေးဒီပြောင်ကောင်းသိန်းချုပ်ပြီးတော့လေနေ့ဇွဲလေးပြပေးမယ်ရွှေသားနေ့ဇွဲလေးရွှေလေးလည်းကောင်းပါတယ်ရှင်နော်ဒါလေးက16သိန်း2000နဲ့ရမယ်ရွှေသားနဲ့ဇွဲလေးပါအထက်ကတော့သူကတော့ကာလာလေးတွင်းတာပေါ့နော်ဘောလုံးလေးတွေမှာကာလာလေးနဲ့ဒါလေးဆိုလို့ရှိရင်လူဟိုဟာလေးတော်တော်လေးနဲ့ဇွဲကြိုက်တဲ့အမိုက်ဆိုဝင်လာလေးလည်းမလေးဟာနဲ့ဇွဲဝစ်ပြီးတော့လीနားပေါက်ကြီးကျဲသွားမှာပဲပါလို့အဲ့လိုမျိုးလေးစိတ်ပူစရာမလိုပါဘူးရှင်ဒီမှာပါဗရမ ्या ကျိုးပြဗရမ ्या ကိုလေလူယူရမယ်လူငယ်ဆန်းဆန်းဗရမ ्या ကျိုးငှက်ခါကျိုးလေတမီးတော်တော်လေးကြိုက်တယ်အဲ့ဒါငှက်ခါကျိုးလို့တော့ခေါ်ရပေါ့နော်အဲ့လိုမျိုးလေလူငယ်တွေကဗရမ ्या ကိုလေအရင်အတန်းလိုက်ကြီးအကြီးလည်းမဟုတ်ဘူးနည်းနည်းရွယ်လေးတွေဟာလေးတစ်ခုပြပေးမယ်နော်ဒါလေးကတော့ဒီနဲ့ဆွဲလေးက16သိန်း2000နဲ့ပဲယူပါနော်ရောဒါလေးက16သိန်း2000အရောတော့4ရွေးလေးပဲပါမယ်ရွှေသားလေးကလေးဒီမှာပြက်ခါကြလို့ရှိရင်ကျိုးပြပါဟုတ်ဒီမှာကလေးတွေတို့ကလိုချင်လို့ရှိရင်လည်းကလေးလက်ကောက်လေးရှိမယ်เนาะဒါကတော့နည်းနည်းလေး
လေ36တော့မရလို့ပါရှင်38နောက်ဆုံးလေးယူပေးပါနော်ဒီသမီးတော်တော်လေး short ပေးထားပါရဲ့ရှင်နော်တော်တော်လေး short ပေးထားပါရဲ့စိတ်ချပါ38နဲ့ယူပါနော်လက်စွပ်ကောဟိုပါရောနော်လော့ကတ်ကော38နဲ့ယူပါရှင်အများကြီး short ပေးထားပါရဲ့သမီး43တုံးမှာ38သိန်းနဲ့ဆိုတော့အများကြီး short ပေးထားရနော် ဒီလိုထားတာဟိုပေးလို့ကရ ဒီမှာကလေးလက်ကောက်လိုချင်လို့ရှိရင်လည်းပြောပေးနော်ရမယ်နော် ကိုယ်ကတော့ဘယ်လိုလဲဒီက6ထောင်းရေ ဒီလိုကလေးဟာလေးလည်းရှိမယ်ဒါလေးလည်းကလေးကြိုးလေးပဲဒီနေ့ကတော့ကလေးလေးအတွက်ပုံများရယ်ကလေးကြိုးလေးချစ်စရာလေးမယုံကလေးကြိုးလေးနော်တူတူလေးဒါလေးလည်းရှိမယ်နော်ဒါလေးဆိုလဲဆန်သက်သိန်းဆွန်းဆွန်းလေးနဲ့ရပါတည်ကျင်ဒါလေးရတော့ချက်ပေါက်မှာမေးပေးပါကလေးလက်ကောက်ရှိမယ်ကလေးကြိုးလေးရှိမယ်ခုနကတော့နက်ဆွဲတော့လူကြီးဆွဲရတာပါကလေးတော့အရင်ရှိသားလေးနက်ဆွဲလေးလူကြီးနက်ဆွဲလေးလည်းရှိမယ်เนาะအဲ့ဒါလေးရှိပါမယ်တည်ကျင်ချက်ပေါက်မှာမေးပေးပါရှင်เนาะကဲအဲ့ဒါဆိုလို့ရှိရင်ဟိုမှာရွှေသားရဲ့အပြင်ပလဲနှစ်ခုပဲပြရသေးရယ်เนาะနောက်တစ်ခုထပ်ပြပေးမယ်ကဲဒီမှာဒီချဲလက်စွပ်လေးကြိုက်တဲ့လူတွေတဲ့ချဲလက်စွပ်လေးတခွင်းပေးပါမယ်ဥတူယူပါလက်တိုင်းကတော့30နဲ့12ကြားမှာရှိမယ်ချဲလက်စွပ်ပါနော်ချဲလက်စွပ်ပါစိန်ကတော့ဘယ်တော့2 4 6 8 9ပွင့်ချဲလက်စွပ်စိန်လေးက9ပွင့်ပါမယ်လက်တိုင်းကတော့30နဲ့12ကြားယူပါဒါလေးယူခြင်းနဲ့ဆိုလို့ရှိရင်ဒါလေးကိုညီမကတော့15သိန်းလောက်ရောင်းတာဒါပေမဲ့ short ပေးလိုက်ပါမယ်ဟိုနဲ့ပဲယူ14သိန်းအတိနဲ့ပဲယူ3သိန်း short ပေးလိုက်မယ်နော်ဒါလေးက14သိန်းနဲ့ရပါမယ်ရှင်ဒီမှာပါချဲလေးပါအစိမ်လေးလည်းအလုံးလည်းကြီးတယ်ဖွေးလည်းဖွေးပါရဲ့ရှင်ဒီမှာနော်ဒါလေးက14သိန်းနဲ့ပဲယူပါချဲလဲဆို14သိန်းလက်တိုင်းလေးကတော့နည်းနည်းလေးသေးလက်တိုင်းလေးကတော့နည်းနည်းလေးဟိုလက်တိုင်းသေးအမိုက်ဝတ်လို့ဆိုလို့ရှိရင်တော့အဆင်ပြေရဲ့နော်လက်ခက်လေးမှာဝတ်ရင်တော့ပုံလှတယ်မျိုးလက်ကြောင်နည်းနည်းလေးဒီလက်ဆွနဲ့ဆိုမတော်တော့ဘူးဖြစ်သွားတယ်ကလေးစုကလေးလက်ကောက်က15ပဲရည်လားအဲ့ဒီဒါ15ပဲရည်လား15ပဲရည်ရှင်ဟုတ်ပါရဲ့စိန်နာကြီးပါလိုက်စိန်နာကြီးတော့မပါဘူးရှင်ဒါလေးကလေးကဟုတ်တယ်အဲ့ဒီဒီအားကြတော့15ပဲရည်ပဲနက်ဆွဲလဲ15ပဲရည်ပဲနော်ဟုတ်တယ်အော်နက်ဆွဲရယ်ခုနရွှေသားပြနက်ဆွဲရယ်ဒီလက်ကောက်ရယ်ကလေးဆွဲကြိုးလေးရယ်15ပဲရည်ပါဒါမှလက်ကောက်လေးနော်သူကတော့အရောအတွက်3ရွေးလေးပါမယ်နော်အရောအတွက်3ရွေးလေးပါမယ်ရွှေကျင်ရတော့2ပဲ1ရွေးစွန်းစွန်းကြော်မှာရှိမယ်နော်ဒါလေးကတော့ယူကျင်နေဆို14သိန်း3200ပါရှင်နော်15ပဲရပါကလေးလက်ကောက်က14သိန်း3200ပါကလေးကတော့လက်တိုင်းကတော့တိတိလေးပဲရမှာနော်မွေးကကြလောက်လေးပေါ့နော်ချစ်စရာလေးအမပါကလေးလက်ကောက်က15ပဲရပါ14သိန်းကျော်လေးနဲ့ရပါမယ်ဒီလက်စွပ်လေးရတော့ယူခြင်းနဲ့ဆိုလို့ရှိရင်တော့14သိန်းနဲ့ရပါမယ်နော်စိန်လက်စွပ်ချဲလက်စွပ်လေးပါ14သိန်းနဲ့ရပါမယ်ရှင်နော်ဘယ်လိုတဘာကျူလက်စွပ်ကချဲလို့ရလားလက်စွပ်ကကြတော့ခုနလက်စွပ်ကချဲလို့ရ15လောက်ထိတော့ချဲလို့ရပါမယ်ရွှေပိုတဲ့ဘိုးလေးပဲနည်းနည်းလေးပဲထပ်ပေးရမယ်နော်36တော့မရဘူးနော်38ပဲရမယ်နော်ဟုတ်38နဲ့ခုရခုန38နဲ့ရတော့2ခုရမယ်နော်ရှင်နော်ခါလေးကျိုးပါကြကောင်းခါတာများသွားလို့ဖြစ်မယ်38နဲ့ယူခဲ့ပဒမြားတဒန်းကျိုး14တဲ့ချေလက်စွန်းတယ်ကဲဒီမှာသမီးပြောတယ်ငှက်ခါကျိုးပုံစံမျိုးလေးဒါလေးပါအရန်လာရနော်ဒါလေးနောက်ပိုင်းကျရင်တော့များများလေးထွက်ဖို့ရှိပါမယ်ဒါကတော့အဆန်းလောက်ထားတာပေါ့နော်အော်ရာအဲ့လိုလဲရတယ်ဒါလေးဆိုလို့ရှိရင်လူငယ်ဆန်းလေးပါတချို့လူငယ်လေးပဒမြားကျိုးလေးကိုရှင်ဒါပေမဲ့တဒန်းသွားပြီပါကြောက်တယ်လူကြီးရမ်းဆန်ပါဆိုဒီလိုဟာမျိုးလေးရှိရနော်သူကရွှေချိန်ကဘယ်လောက်လဲဆိုတော့ခဏလေးနော်9ပဲရှိမယ်နော်9ပဲ9ပွိုင်းရွှေချင်းက9ပဲ9ပွိုင်းကျိုးရရှိပါရဲ့เนาะဒီမှာပါရွှေချင်းက9ပဲနဲ့9ပွိုင်းရှိမယ်เนาะဒါလေးယူခြင်းနဲ့ဆိုလို့ရှိရင်35သိန်းရောက်တာဒါလေးကိုတော့ညီမ surprise ပေးလိုက်ပါမယ်เนาะသိန်း30အကြီးနဲ့ပဲယူပါဗရမများတော်လုံးငှက်ခါကြိုးလေးသိန်း30အကြီးနဲ့ယူပါရှင်เนาะ
ကျိုးလေးကတော့အရင်ရှိရှိကြီးတော့မဟုတ်ဘူးသူကကြောင့်ဒီလိုငှက်ခါလေးဆိုတော့လေကက်ကက်လေးဝဲကလည်းဆိုအရှိအဖြစ်တော့16ဝန်းကျင်လောက်မှရှိပါမယ်နော်18တော့မပြေ16ခွဲ16ဝန်းကျင်လောက်မှပဲရှိမယ်ဒါလေးကတော့30အကြည့်နဲ့ပဲယူပါဒီဗရမ ्या ငှက်ခါကျိုးလေးက30အကြည့်နဲ့ရမယ်လက်စွပ်73သိန်းမရတော့ရှင်ရောင်းထွက်သွားပါပြီရှင်ခုန14သိန်းချယ်လေးရရောင်းထွက်သွားပါပြီဒီဗရမ ्या ငှက်ခါကျိုးလေးရယူခြင်းနဲ့ဆိုလို့ရှိရင်သိန်း30အကြည့်နဲ့ပဲယူပါရွှေရ9ပဲဆွန်းဆွန်းမှရှိပါမယ်ဗရမ ्या အလုံးလေးကြီးတဲ့အရေးလဲလာပါရဲ့နော်နီလာတရန်သွားလို့ခြင်းလဲလို့မနီလာတရန်သွားလေးလဲရမယ်နော်တို့တော့1 set ဖြစ်လိမ့်မယ်1 set ဖြစ်လိမ့်မယ်ကျိုးတစ်ခုလေးတော့အမှန်နော်ဒါလေးကတော့သိန်း30အကြည့်ပါရှင်ဒါလေးက30ပါဗရမ ्या က30ပါဗရမ ्या တဒန်းကျိုးကတော့မရှိတော့ဘူးเนาะအကြီးပဲရှင်တော့ပါလေ ဗရမ ्या တဒန်းကျိုးကတော့ရောင်းထွက်သွားပြီခုနကနေတဒန်းရေပေါ့နောက်တစ်ခုတယောက်ကအဆိုင်မှာလာဝင်းနေဝယ်သွားပြီဒီငါခါကျိုးလေးရှိပါမယ်เนาะဒီမှာကလေးကျိုးလေးရလေးရ12သိန်းနဲ့3000เนาะ12သိန်းနဲ့3000 12သိန်းပဲပေးပါတပဲ6ရွေး3ဘွားအရောထွက်လေး3ရွေးပါမယ်ကလေးလေးကလေးတွေစိန်ကျိုးကလေးတွေရွှေကျိုးဝှရှင်လို့ရနောက်ကလေးရွှေကျိုးဝှလို့ရဓမ္မပါဘာပဲဒီးပါနဲ့တော့12သိန်းနဲ့3000 12သိန်းအတိပါ3000မပါတော့ဘူးလျှော်ပြီးလိုက်12သိန်းအတိပါရှင်ဒီကလေးကျိုးလို့ရတော့12သိန်းအတိပါရွှေသားတွေကလိုချင်တဲ့အမတွေတော့လျှော်ပေးလိုက်တယ်နော်ကဲ20ကျော်တဲ့အဟန့်နည်းနည်းထည့်ရလေးနဲ့လူချင်းတော့ဒါလေးရှိပါမယ်စိန်လေးကတော့ကာလာလေးနည်းနည်းဝင်မယ်နော်ဒါလေးက3ဘဲ9ရွေးတစ်ပွိုင်းရှိမယ်စိန်လေးက18ပွင့်ပါမယ်ရှင်နော်3ဘဲ9ရွေးတစ်ပွိုင်းစိန်လေး18ပွင့်ပါမယ်ဒါလေးကတော့ယူချင်းနေဆိုလို့ရှိရင်တော့ကဲ surprise ပေးလိုက်ပါမယ်23သိန်းနဲ့ပဲယူပါရှင်23ပါကဲတော့ပါနော်ဒါလေးက23သိန်းအတီးနဲ့ပါဗရမ ्या အစားရမြငှက်ခါကျိုးမြနဲ့တော့မရှိသေးပါဘူးဒါကတော့တမီးတို့လောလောဆယ်လေးနမူနာလေးဆန်းလုပ်တာဆိုတော့နောက်ပိုင်းကျလို့ရှိရင်တော့လက်မြလေးထုတ်ပေးပါမယ်အဲ့လိုမျိုးတွင်းထွက်ရောင်စုံလက်မြလေးနေပေါ့နော်အခုကတော့ဗရမ ्या ကတော့အဓိကအဝယ်လေးမြဆိုတော့ဗရမ ्या လေးနဲ့အဓိကအရင်လုပ်ပေးလိုက်ပါရရှင်哎，吹过哭奥对妈妈那着。没厉害。哦。ကဲနောက်ထပ်ပြပေးပါမယ်ကဲဒီမှာပလဲလော့ကတ်လေးပေးပေးမယ်နော်ဒါပလဲနဲ့စိန်နဲ့လော့ကတ်တမှာပါ၄ဘဲ3ရွေးရွှေချင်းပလဲချင်းပေါင်း၄ဘဲ3ရွေးစိန်လေးက15ပွင့်ပါပါမယ်ဒီမှာပလဲလေးနဲ့နော်ဒါလေးကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်တော့20ရောင်းတာကိုညီမဒါလေးကို18သိန်း5000နဲ့ပဲပေးလိုက်ပါမယ်ရှင်18သိန်း5000နဲ့ရပါမယ်ရှင်ဒါလေးက18သိန်း5000ပါတလုံးနဲ့ကတော့ပါလေစိမ့်ပတ်လေးပါမယ်ဗရမ ्या စိန်ပတ်ရာလေးပဲပါအောင်မယ်တစ်လုံးနဲ့ရတော့မရှိတော့ပါဘူးရှင် Pink Sapphire ဟာလေဟိုဗရမ ्या မျိုးနွယ်ပဲဒါပေမဲ့ तू ကလေနည်းနည်း red ဘက်မထွက်ဘဲနဲ့ pink ဘက်သွားတော့လေ Pink Sapphire ရဖြစ်သွားတယ်ဒါပေမဲ့ဗရမ ्या ပဲ ruby ပဲပေါ့နော်ဒါပေမဲ့အဲ့ဒါတစ်ချက်တော့ပြကြည့်ပေးမယ်နော်ဒါလေးကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်18သိန်း5000နဲ့ပလဲလော့ကတ်လေးရပါမယ်ဒါလေးက18သိန်း5000ပါဟဲ့အလီလာလိုက်တာဒီမှာ time chain နဲ့ရလေ
နီလာဟန်ချင်းလေးလူချင်းတော်တော်လေးလာနီလာအရေးလေးလဲလာတော့ဒီမှာကြည့်ပါ ဘွားတော့နောက်လာ နောက်လာအမနော်ဒီနီလာဟန်ချင်းသူကတော့ခွဲရောင်လို့ရရတော့လက်တိုင်းကတော့9လောက်မှာပဲရှိမယ်9လောက်မှာပဲရှိမယ်9ဆိုတော့ပုံမှန်လက်တိုင်းအနေနဲ့တိုင်းမယ်ဆို2လက်မ2စိတ်ဝင်ကျင်လောက်အမကြီးဆိုလို့ရှိရင်တော့တန်းပြီးတော့ဝတ်လို့ရပါတယ်နော်ဒါလေးပါတမကြီးပါနီလာအရေးလေးလဲလာရယ်နော်ဒီမှာနီလာအရေးလေးလဲလာပါရှင်ဒါလေးကကြတော့လေရွှေကြောက်ချိန်ကို9ပဲ6ရွေ9ပွိုင်းရှိပါမယ်9ပဲ6ရွေ9ပွိုင်းရှိပါမယ်သူကတော့လေဒီနီလာကတော့ယူမယ်ဆိုလို့ရှင်တော့340ပါ340ဒါလေးကယူမယ်ဆိုလို့ရှင်တော့ညီမ38သိန်းနဲ့ရမယ်ရှင်တမနော်ဒါတော့38သိန်းနဲ့ရပါမယ်အဲ့တော့နီလာကိုတော့ချိုးကြတော့လေနက်ကလေးတွေလက်စွပ်လေးတွေပြခါကျကျိုးလေးယူပြီးဟမ်ချင်းလေးလိုချင်တယ်ဆိုလို့ရှိရင်ဒီဟမ်ချင်းလေးကိုလေ30ကြော်ကြော်လေးနဲ့ရတာ40အောက်လေးနဲ့ရတာเนาะဗနီပြီးတဲ့ခါကျနီလာလည်းအရေးလဲကောင်းပါလေဒီမှာပါဒီမှာတော့ဒါလေးယူမယ်ဆိုလို့ရှိရင်38သိန်းနဲ့ယူပါဒါလေးက38သိန်းနဲ့ရပါမယ်ရှင်ကဆုချူအမပါတော်လေးလာသူကတော့အလဲကအပွင့်ကြီးလေး3ပွင့်ပါမယ်ပြီးတော့မှဘေးနားနဲ့နည်းနည်းခက်လက်လက်လေးတိ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 တော့အရင်တိတိလေးတော့မဟုတ်ဘူးเนาะဒီမှာကြည့်ပါအမပါဒါလေးယူမယ်ဆိုရင်တော့38သိန်းနဲ့ရပါမယ်ရှင်ခုနဟိုဗရမ ्या တစ်လုံးလေးတဲ့လူချင်းတော့ဒါလေးရှိမယ်ဒီမှာ Pink Sapphire ဆိုတဲ့ဟာလေးတို့တစ်လုံးလေးတဲ့ပါဒီတစ်လုံးလေးကကြောင့်တပဲ3ရွေး2ပွိုင်းရှိမယ်သူကတော့ဒါလေးကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်15သိန်းနဲ့ရပါမယ်ဟုတ် တကယ်ရှိတယ်ကိုတော့ဘာလို့ ကဲဒီမှာနော်ဘန်ကောင်းနော်ဒီမှာဘာမှမတက်အဲ့ရဒီနေ့သေးရလေးရွေးပေးပါဒီမှာအကြီးကြရများနေကဲဒီမှာနော်ဒါလေးကတော့15သိန်းနဲ့ပဲယူပါရှင်15သိန်းနဲ့ရပါမယ်ရှင်များလက်စုပ်ကလေးက20ကိုစိတ်သက်ပြတ်လားပြောလိုက်ဝင်မလားနေအလေရဟာတော့ငါးမှုဝင်ပြီတော့3လုံးစီ4လုံးစီဝင်ရင်တော့ရှိမယ်ကဲဒီမှာ blue topaz ကိုမှနက်ကတ်လေးတိတိလေးဒါလေးယူမယ်ဆိုလို့ရှိရင်ညီမ6သိန်းနဲ့ပဲပေးပေးပါမယ်တပဲ9ရွေး4ပွိုင်း blue topaz လေးเนาะအသေးလေးပါ blue topaz လေးဒါလေးယူမယ်ဆိုလို့ရှိရင်တော့6သိန်းနဲ့ပဲယူပါရှင်အသေးပုံလေးနဲ့เนาะဒါလေးက6သိန်းပါ15ကပါလေးလဲညမတဲ့15ကကြတော့ pink sapphire ပါဘူးဗရမ ्या ပဲဒါပေမဲ့သူကကြောင့်အနီဘက်မထွက်ပဲနဲ့ပေါ့ကာလာအပြင်ကာလာတန်းပြောလို့ရှိရင်အနီဘက်မထွက်ပဲနဲ့ပန်းရောင်ပလေးနဲ့တန်းသွားရဲသူကကြောင့်အဲကြောင့် pink sapphire ဖြစ်သွားပါရဲ့ဗရမ ्या တစ်လုံးလေးเนาะအိုးဒီဟိုဟာလေးကကြောက်6သိန်း blue topaz လေးကကြောက်6သိန်းပါเนาะ blue topaz လေးက6သိန်းနဲ့ရပါမယ်ဒါပြော pink sapphire ခုနဟာပြောရတယ် နေဟုတ်ပါနော် ဖေးရလဲမှာစမင်းနဲ့ pink sapphire pink sapphire ဒီလိုမျိုးအကြီးတွေလည်းရှိမယ်เนาะဗရမ ्या မပြောသေးညီမလေးမမနဲ့ဒီလိုမျိုးရှိမယ်နော်အကြီးပဲအော်ဝါရှယ်
ဒါကတော့ဗဒံများကတော့ဟိပါရှင်ဟိဆိုတာလေမိုးကုတ်ကောင်မှသူကလေကာလာလေးတပင်းကြီးလေးဖြစ်သွားပြီးအထက်ကအနာတို့ပြီးမြေစမြေမှုတ်လေးတွေတောက်သွားအောင်လို့အပူလေးနည်းနည်းပေးလိုက်တာပေါ့နော် UV မီးလေးနဲ့ပေးလိုက်တာပါဒါလေးနော်ဒီမှာပါနော်ဒါလေးလိုချင်လို့ရှိရင်တပည့်ဈေးလေးပြောပေးမယ်ပြီးတဲ့ခါကြလို့ရှိရင်နော်ဟုတ် ကြီးပဲနော်လော အကြီးပဲနော်အော် ဟုတ်ဝိုင်း မြတ်သွား 20ပဲ ကဲဒီမှာမြားနဲ့စိန်နဲ့ပတ်ထားရတဲ့ကငကက်လိုချင်ငကက်ကြိုက်တဲ့အမှားတွေတို့မြားနဲ့စိန်ပတ်တရံပဲပါပါမယ်မြားစိန်ပတ်ငကက်တရံတမှာပါနော်မြားစိန်ပတ်နဲ့ရရွှေချင်းက3ပဲတိတ်ရွေး2ပွိုင်းဆိုင်ရ28ပွင့်ပါမယ်ရှင့်အထုတ်လိုက်တယ်3ပဲတိတ်ရွေး2ပွိုင်းဆိုင်ရ28ပွင့်ပါပါမယ်နော်တမှာပါဒါလေးကတော့ယူမယ်ဆိုလို့ရှိရင်25သိန်းပါဒါလေးယူမယ်ဆိုရင်ညီမ23သိန်းနဲ့ယူပါရှင်တမနော်ဒါလေးယူမယ်ဆိုလို့ရှိရင်နော်23သိန်းနဲ့ရပါမယ်ရှင်ဒါလေးက23သိန်းပါရှင်ဒါတော့တရံနဲ့ရမယ်မြစိန်ပတ်နကန်တို့နဂတ်ကတော့နကန်အောင်ဖြစ်တယ်နဂတ်ကတော့တရက်ခွဲရမယ်ပေါ့နော်လောလောဆယ်တော့ဒါလေးတရံပဲပြီးပါသေးရဲ့နော်ဒီမှာပါ23သိန်းပါကဲဒီမှာဗဒံများဟိုမှာလုံကြောလေးဗဒံများလုံးကြောလေးပါနော်ဗဒံများလုံးကြောလေးတပဲနဲ့ရွေး5ပွိုင်းရှိပါမယ်ဒါလေးကိုတော့ယူမယ်ဆိုလို့ရှိရင်လေကဲဗဒံများကိုအဆောင်အနေနဲ့ဝှချင်နေဆိုရဲလူတွေအတွက်ဆိုလို့ရှိရင်ဒါလေးရမ်းစင်ပြေ9သိန်းနဲ့ပဲယူပါရှင်ဗဒံများတစ်လုံးလုံးကြောလေး9သိန်းနဲ့ရပါမယ်အမှားပါရှင်အလေးကတော့9သိန်းနဲ့ပဲယူပါဗရမ ्या ကိုအဆောင်အနေနဲ့ပေါ့နော်ဗရမ ्या natural လေးလည်းဖြစ်ကမယ်ပြက်ခါကြလို့ရှိရင်အလုံးလေးနည်းနည်းလေးလည်းအဟန့်လေးလည်းထဲလုံးကြောဆိုတော့အဟန့်လေးနည်းနည်းတည်းခုနကတော့ဇမ်ဘီယာရိုးမြလေးပဲပေါ့နော်ကိုလံဘီယာတို့ဘာလို့တော့မဟုတ်ဘူးအော်ရောင်းထွက်သွားပြီတဲ့ဟုတ်ကဲ့ခုနပလဲကတော့ဟုတ်တယ်38သိန်းနဲ့ပေးထားပါတယ်လက်စွပ်ကလေပလဲလက်စွပ်က38သိန်းပလဲလော့ကက်ကကြတော့လေ38သိန်းပါရှင်နော်ဒီမှာဒါလေးကတော့9သိန်းနဲ့ရပါမယ်ရှင်နော်ဗဒံများလုံးကျော်လော့ကက်လီ9သိန်းနဲ့ပဲယူပါဒါနီလာဖြူလားဥတ္တဖြေရလားနီလာဖြူနော်နီလာဖြူဒီမှာလက်ကောက်တရံရမယ်တဲ့နော်အုတ်ခွင်းနိုင်ရအကြီးပဲလက်ကောက်ကြိုက်တဲ့အမိုက်ပြီးပြောပါပြပေးပါမယ်အမောင်စိန်ရီထားပေးပါဦးဒါနီလာဖြူဖြစ်အမဟုတ်ဟိုကဖြစ်မယ်နော်နီလာဖြူဖြစ်မယ်နော်ဟုတ်ဒါဖြူနော်ဥဒ္ဒဖျားမဥဒ္ဒဖျားဟိုအကြီးဥဒ္ဒဖျားရောင်းသွားပြီလားမသိကဲဒါလေးကနီလာဖြူပါနော်နီလာဖြူကိုကြိုက်တဲ့အမိုက်တွေဆိုလို့ရှိရင်ဒီမှာပါ6သိန်းနဲ့ကက်8သိန်းရမလား6သိန်းနဲ့ကက်လည်းရောင်းထွက်သွားပါပြီရှင်6သိန်းနဲ့ကက်လည်းရောင်းထွက်သွားတယ်ပြီးလို့စီမှာ10သိန်းအောက်ကတော့လေးမြားဟိုမှာပေါင်းချနေစိန်ကြီးနေလို့နေဟိုမှာအမှန်နော်ဒါလေးကကြတဲ့နီလာဖြူလေး2ပဲ6ရွေ4ပွိုင်းရှိပါမယ်ရွှေကြောက်ချိန်ပေါင်း2ပဲ6ရွေ4ပွိုင်းရှိမယ်ဒါလေးကယူမယ်ဆိုလို့ရှိရင်တော့32သိန်းလောက်ရောင်းတာဒါပေမဲ့ဒါလေးယူမယ်ဆိုညမ28သိန်းနဲ့ပေးပါမယ်ပလုတ်တုတ်ကြီးနီလာဖြူလေးနော်နီလာဖြူလေးက28သိန်းနဲ့ပဲယူပါဒီမှာပါရှင်2ပဲ6ရွေ4ပွိုင်းပါ28သိန်းနဲ့ရပါမယ်ရှင်နော်ဟိုလေးပဲခဏထည့်လိုက်လေဒါလေးကတော့28သိန်းနဲ့ရပါမယ်နီလာဖြူနဂတ်လေးပါရှင်ဘာတီးနဲ့ဝေးကဲဒီမှာ20ကျော်လေးနဲ့မိုးရိပ်ဆက်ကိုမှစိန်လေးဖွေးလေးနဲ့ဝေးလို့ရပါမယ်ရှင် surprise ပေးပေးမယ်เนาะဒီမှာဒါလူယူရပါမယ်ဘယ်နှစ်ယောက်ရှိတော့ယူရ
လူယူရမယ်နော်ကြိုတင်ပြင်ဆင်ထားပါရှင်နော်ကြိုတင်ပြင်ဆင်ထားပါနှစ်ပဲ9ရွေး5ပွိုင်းရှိပါရဲ့ရွှေချိန်ပေါ့နော်နှစ်ပဲ9ရွေး5ပွိုင်းရှိရဲ့စိန်က42ပွင့်ပါမယ်ရှင်နော်စိန်က42ပွင့်ပါမယ်ဒါ28သိန်းရောက်မှာပါနော်28သိန်းရောက်မှာနောက်ဆုံးနောက်မှာဒီမှာ26သိန်းလို့ပဲရေးထားဒါကိုမှညီမတကယ်အရင်အတိုင်း24သိန်းနဲ့ရှော့ပေးလိုက်ပါမယ်ဥတူယူပါ24သိန်းနဲ့မိုးရေစက်စိန်နဲ့ဖွေးရဒါ daily လည်းဝေးလို့ရတယ်အဟန့်လေပြောမယ်ဆိုလို့ရှင်အရင်ကြီးအသေးထဲမှာတော့မပါဘူးเนาะဒီမှာပါဒါလေးယူမယ်ဆိုလို့ရှင်24သိန်းနဲ့ surprise ပါရှင်เนาะစိန်ဖွေးရဒီလို20ကြောကြောနဲ့စိန်ကလည်းဖွေးရเนาะစိန်ကလည်းဒီမှာကြီးတော့မီးရကောင်းကောင်းနဲ့အဖွေးကြီးဖိုးလို့ကြီးအရေးပိတ်ပိတ်နဲ့ဖွေးရမဟုတ်ဘဲနဲ့မီးဆွဆွလေးနဲ့ဖွေးရလေးပါရှင်เนาะအရင်လာပါတယ်เนาะအဲ့လေးရှိပါမယ်တမတချို့ကျတော့ပလက်တီနမ်နဲ့မဟုတ်ဘဲနဲ့လေဒါယူလိုက်မယ်ရလားပလက်တီနမ်နဲ့မဟုတ်ဘဲနဲ့ရွှေနဲ့တဲကညားနဲ့လူချင်းနဲ့အမကြီးတို့ပေါ့နော်ပလုတ်တော့ပြောနေနေကြတယ်ညားနဲ့လူချင်းနဲ့အမကြီးတော့ခုနငကတ်လေးနဲ့စင်တူဝှေ့ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ရွှေနဲ့တဲရပေါ့နော်ဒီပါမြရလေးကတော့ရိုးမြဇမ်ဘီယာကိုလမ်ဘီယာတော့မဟုတ်ရိုးမြလေးနှစ်ခုရှိမယ်ဒါကတော့မြဆိုင်လေးပူကြီးရဒါလေးရှိမယ်နှစ်ခုပြောပြမယ်နော်ဒါလေးကတော့ရွှေချိန်ကားကျတော့4ဘဲလောက်မှာပါမယ်စိန်ကားကျတော့10ပွင့်ဒါလေးကစိန်လေး10ပွင့်ပါမယ်ဒီဒီဇိုင်းမျိုးလေးနော်ဒါလေးကတော့ယူခြင်းလို့ရှိရင်ညီမကိုသူကတော့20နဲ့9သိန်းလောက်ရောက်မှာပါဒါကိုယူမယ်ဆိုလို့ရှိရင်ညီမ25သိန်းနဲ့ရှော့ပေးပါမယ်ရှင်နော်သိန်းအစိတ်ထဲနဲ့ပဲယူပါဒါတော့ရွှေနဲ့ PT နဲ့မကြိုက်ပဲတချို့ကြောင့် platinum နဲ့မြနဲ့မိုးရှင်ကိုရွှေလေးနဲ့ပဲဝတ်ချင်တာဆိုဒါကတော့ရွှေနဲ့ဟိုနဲ့သိန်းအစိတ်နဲ့ရပါမယ်နော်ဒီကတော့အစိတ်နဲ့ရပါမယ်နော်သူကတော့ရွှေများတယ်သူက4ပဲသူကတော့ရွှေကတော့နည်းနည်းလေးနေမယ်2ပဲ5ရွေး5ပွိုင်ပဲရှိမယ်ဒါပေမဲ့သူကတော့များတော့ကြီးတယ်ဒါလေးစိန်က16ပွိုင်ပါတယ်ရှင်နော်သူကတော့ယူမယ်ဆိုလို့ရှိရင်တော့သူကတော့မြားဆိုင်ကြီးသွားတော့သူကကလက်ချိန်နှစ်ခုမှဆိုရင်မြားချိန်အရန်กว่าသွားရပေါ့နော်ဒါလေးကတော့ယူမယ်ဆိုလို့ရှိရင်တော့30ပါမြားကြီးရလေးက30မြားနည်းနည်းသေးရလေးကကျတော့အစိတ်ပါရွှေရတော့ပုံများဆိုရင်တော့မြားသေးရလေးကတော့ပုံများပါမယ်ရှင်နော်သူရတဲ့9နှစ်ကလေးဝင်းမဲ့လက်စွပ်ပါလားတဲ့9နှစ် ပုံမှန်ပဲဟုတ်ရ9နှစ်ကလေးဝင်းမဲ့လက်စွပ်ပါလားသူ9နှစ်ကလေးဝင်မှာလက်စွပ်သေးလေးရှိသေးလားအဲ့ဒါ9နှစ်ရပါမှာဒီလိုလက်စွပ်လေးရှိတယ်အမ9နှစ်ကလေးကလေးနည်းနည်းထွားလိုက်ရှင်ဒါလေးကတည်တည်လေးနေတနေ့လောက်ပဲရမှာထင်တယ်တလုံးလက်စွပ်လေးကလုတ်ချင်လုတ်ပြီးမယ်ဒီစက်ပြတာတယ်တက်တော့ပြန်ငါအဲ့9နှစ်ရလားကြီးယူလို့ဟောဒီမှာအဲ့ဒါတမနော်ဒါလေးကဟွာရှိမယ်နော်30ရှိမယ်အစိတ်ရှိပါမယ်30ရှိမယ်အစိတ်ရှိမယ်နော်ကြိုက်တာယူပါ30ရှိမယ်အစိတ်ရှိမယ်ကြိုက်တာယူပါရှင်ချက်ပဲရှိပါကဲတမဒါတော့ခုနမိုးရေစံနဲ့ဒါတော့တချို့ကျတော့စိတ်နည်းနည်းအဟန့်ကြီးပြီးတော့စိတ်နည်းနည်းညူလေရတယ်ဆိုတော့အမရအတွက်ဆိုလို့ရှိရင်တော့ဒါလေးရှိပါမယ်ဒီဟာကတော့လုံးဝပေါ့နော်ရှည်ဖြစ်သွားမယ်ခုနဟာတဲ့ဆိုဟိုကတော့စိန်ဖိုးရအဟန့်ကတော့ဒီလောက်တော့မကြည့်ဘူးဒါကတော့အဟန့်တော်တော်ကြီးကြိုက်မယ်နော်ရွှေကြရလေးငါပဲ9ရွေ3ပွိုင်းရှိမယ်ဒီလားငါပဲ9ရွေ3ပွိုင်းရှိပါမယ်စိန်က132ပွင့်ပါမယ်ရှင်နော်ဒါလေးညမစိန်ဘိုးမတက်ပဲနဲ့ရွှေဘိုးနဲ့ပဲပေးလိုက်ပါမယ်เนาะဒါလေးယူမယ်ဆိုလို့ရှိရင်တော့30အတီးနဲ့ယူပါဒါလေးကြဟဲ့စိန်ရအလကားเนาะဒါတော့30ပါပြီးရင်အနောက်ကလည်းလက်ရလည်းဒီလုံးဝရှင်เนาะ
လက်ရလုံးဝရှယ်အဓိကတော့အဟန့်ကြီးမယ်စိန်နဲ့မျိုးရလေးဝတ်လို့ရတယ်ဆိုလို့ရှိရင်30ဝန်းကျင်နဲ့အဟန့်ထည့်တယ်နော်မိုးရေစက်ဒါကတော့လုံးဝရှယ်ပါစိန်ကလည်း100ကျော်အောင်ပါပါရဲ့အဓိကမိုးရေစက်တွေကလေးရွှေထူတယ်စိန်ကလည်းများဝင်ရပါရဲ့အဲ့ဒီထဲမှာစိန်ကိုလုံးဝဖွေးတန့်နေရဆိုလို့ရှိရင်လုံးဝ10ဝမှလေးတော်တော်များ50 60အထက်အဲ့လိုမျိုးဖြစ်သွားမယ်ပေါ့နော်ဒီလောက်အဟန့်ဟိုမှာစိန်ဖွေးနေဆိုလို့ရှိရင်တော့80ဝန်းကျင်လောက်သွားမှာအဲ့မဲ့သူကတော့အဓိကစိန်လေးတော့နည်းနည်းလေးတော့ကာလာလေးဝင်သွားမယ်ရွှေချိန်ကတော့ရွှေထူထူဝှချင်တဲ့အမအတွက်ဆိုအရန်အဆင်ပြေငါပဲ9ရွေး3ပွိုင်တောင်ရှိတယ်ဒါလေးကတော့ယူမယ်ဆိုလို့ရှိရင်တော့30အတီးရဲနဲ့ပဲယူပါနော်ဒါလေးကတော့30အတီးနဲ့ရပါမယ်ရှင်ကဲဒီမှာဗရန်ဗရန်များတော့ဖြစ်တယ်ဟိုဟာဟိုမှလက်ကောက်ကိုမှလက်တိုင်းကြီးကြီးနဲ့ဝှချင်တဲ့အမကြီးအတွက်ပါပေးတိုင်းရှားနေတယ်ပေးတိုင်းရှိတယ်လက်တိုင်းတိုင်းပေးမယ်နော်နှလုံးမနဲ့4စိတ်တောင်ရှိပါရဲ့ကြီးပဲနော်လက်တိုင်းရှယ်ပဲနှလုံးမနဲ့4စိတ်တောင်ရှိရဲ့ရွှေချိန်ကတကြက်နဲ့တရွေးရှိပါမယ်စိန်က119ပွင့်ပါမယ်လက်ကောက်ကြီးပါနောက်ကလည်းနော်ရွှေချိန်ကတော့တကြက်ကျော်မှာပါမယ်နောက်ကလည်းဒီလိုပါနော်ဝင်တိုင်းလည်းအကြီးပဲဒါမှလက်တိုင်းကလည်းနှလုံးမနဲ့4စိတ်တောင်ရှိပါရဲ့ဒါလေးယူခြင်းနဲ့ဆိုလို့ရှိရင်တော့သူက65သိန်းပါ65သိန်းကိုဒါလေးယူမယ်ဆိုလို့ရှိရင်ညီမ62သိန်းနဲ့ရပါမယ်62နဲ့ရမယ်ရှင်62သိန်းနဲ့ရမယ်လက်ကောက်ကြီးပါလုံးဝရှယ်နော်ဂျိတ်ကလည်းထူတယ်ပြက်ခါကြလို့ရှိရင်ဒီမှာကြီးရွှေရလည်းတစ်ကြက်ကျော်ဆိုတော့မှာပါအဲ့လုံးကအတစ်ချက်ချွတ်တမအဲ့တိုင်းနှလုံးမ4စိတ်ဆိုတော့တမီးတို့ဝတ်တော့ဒီနားလောက်ထိတော့ရောက်သွားမယ်ဒီမှာနော်တော့နည်းနည်းလေးဒီဇိုင်းလေးကတော့နည်းနည်းကြက်ကြက်ရေးလိုင်းပုံစံမျိုးလေးဖြစ်မယ်တော့ဒီမှာပါမနော်အဲ့လေးကတော့62သိန်းနဲ့ရမယ်လက်ကောက်ပါရှင်အမပါလက်တိုင်းကြီးအမရေဝင်တစ်ခါလက်တိုင်းပြင်စရာမလိုအောင်နောက်ကလည်းရွှေရတယ်ဒီလိုမျိုးအပေါက်ကလည်းကြီးကြီးထူးထူးလေးပါနော်အရင်ပပိုင်မဟုတ်တချို့ကြတချို့ဒီစကားပေါက်တရားလေးစကားပေါက်ဖြစ်ပါရဲ့ဖြစ်မှာဆိုဒီဟာလေးဆိုလို့ရှိရင်ထူပါရဲ့ဒီမှာကြီးလုံးဝအနောက်ကအထူးကြီးပဲနော်အမပါလက်ကောက်ကတည်းကအရှင်ဒီကတော့လက်ကောက်ကဒီကပါမယ်ပြက်ခါကြလို့ရှိရင်ဒီဘုံလေးကပြတဲ့နောက်ဆုံးအပိတ်မှပြလိုက်တဲ့ဒီဗရံများအောင်မှလုံးဝလုံးချိုးကြီးနဲ့အဲ့ဒါကြီးရှိမယ်နော်လက်ကောက်ကတော့ဒီနှစ်ခုပဲရှိပါဦးမရှင်ကဲတယ်မှာပလဲဟိုမှာစိန်ပတ်ထားရတဲ့လူချင်းဒါလေးရှိပါမယ်အဲ့ဒီ6ပဲ9ရွေးရှိမယ်စိန်က22ပွင့်ပါမယ်ရှင်ပြတော့ပြသွားလိုက်တယ်ဒီကရင်းကြတော့ခွင့်ရတယ်ဒီပလဲကကြတော့6ပဲ9ရွေးရှိရယ်စိန်က22ပွင့်ပါပါမယ်ရှင်တော့ဒီမှာပါသူကတော့ယူမယ်ဆိုလို့ရှိရင်340ပါ340ကိုဒါလေးကတော့လေ30နဲ့ဟွာနဲ့ပဲပေးလိုက်မယ်36သိန်းနဲ့ပဲယူ36သိန်းနဲ့ရပါမယ်ဒီမှာ
ဒါလေးက36သိန်းနဲ့ရမယ်ရှင်ဒီပလေးလေးကနော်ဒီမှာပါမှာပါရှင်ဒါလေးက36ပါဒီပလဲတော်တော်လေးလာရင်တော့အဟန့်လေးထည့်ရဲပြီးခါပလဲရလဲရွှေဦးရောင်လေးပါပလဲရွှေရောင်လေးဒါလေးကတော့36ပါရှင်တကယ်လို့သူနဲ့နည်းနည်းလေးခက်ဆင်းသူကတော့အဝါလေးနည်းနည်းလေးပိုတောက်သွားတယ်ပလဲလော့ကတ်တရလူချင်းတော့ဒါလေးရှိမယ်နော်ငါပဲ6ရွေ5ပွိုင်းရှိမယ်စိန်က23ဝင်ပါမယ်ဒါလေးကတော့ surprise ပေးပါမယ်23သိန်းရောင်းတာကိုသူကတော့ယူမယ်ဆိုလို့ရှိရင်တော့ဒါလေးကို19သိန်းနဲ့ပဲယူဒီပလဲလေးက19သိန်းနဲ့ရပါမယ်ရှင်အမနော်ဒါလေးကယူမယ်ဆိုပလဲလေးက19သိန်းပါဒီပလဲလောကက19သိန်းပါရှင်နဝရတ်တွေမေးရဲ့အကိုရှိရှိဒီနဝရတ်ကလေးဘေးနာကနေပြီးလောကနဲ့အယုံနေနော်ဒါလေးရှိမယ်နော်နဝရတ်တွေကကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီမှာပါနဝရတ်လက်တိုင်းကတော့တော်တော်လေးကြီးမယ်လက်တိုင်းဘယ်လောက်ရှိမလဲဆိုတော့23เนาะလက်တိုင်းကတော့23ပါရှိပါမယ်ရှင်ဘေးနာတော့လောကနဲ့အယုတ်လေးပါပါမယ်ဒီမှာပါရွှေရလည်း73ပဲပါမယ်ရွှေရလည်းအထူကြီးပါသူကတော့ယူမယ်ဆို60နဲ့3သိန်းလောက်ရှိတယ်ဒါပေမဲ့ဒါလေးယူမယ်ဆိုလို့ရှိရင်ညီမ60နဲ့ short ပေးပါမယ်ဒီနဝရကတော့390အကြီးနဲ့ရပါမယ်ဘေးနာလိုလောကနဲ့အယုံနဲ့နော်ဒီလိုအဝိုင်းပုံစံဟိုမှာနော်နဝရအဝိုင်းပုံစံဟိုမှာလောကနဲ့နေပါရှင်အဲ့ဒါယူမယ်ဆိုလို့ရှိရင်60အတိပါအော်ဒါမှမြင်းအောင်တော့ထဲထဲလေးနဲ့ဝှချင်တော့ဒါလေးရှိအောင်မယ်နော်ဒီလိုမျိုးလေး၄တောင်လေးကိုလည်းပြရတယ်ဒီမှာတို့၄တောင်လေးသူကကျတော့ platinum မဟုတ်ဘူးလေရွှေနဲ့ပဲဒီမှာပါဒါလေးက9ပဲ9ပြီး9ပွိုင်းရှိမယ်စိန်က56ပွင့်ပါမယ်ရှင့်9ပဲ9ပြီး9ပွိုင်းစိန်က56ပွင့်ရှိပါမယ်ရှင်လက်တိုင်းကတော့ဘယ်လောက်ရှိမလဲဆိုတော့လက်တိုင်းက15ရရယ်เนาะ15ထိရပါတယ်အပေါ်4000ကိုမှတော့စိန်3ပတ်ပတ်ပြီးထားအလဲကကိုလံဘီယာမြလေးနဲ့ပါ80လေးဒါလေးရတော့ယူမယ်ဆိုလို့ရှိရင်တော့65သိန်းပါဒါလေးယူတော့ညီမ62နဲ့ရပါမယ်ရှင်เนาะဒီကိုလံဘီယာမြနဲ့စိန်ပတ်ထားတာလေးကတော့62သိန်းနဲ့ပဲယူပါရှင်အလေးက62ပါ变得阳光，变得阳光，没有分别，谢谢。
ဘေးကဒါဗတဲ့ထဲမှာအစီရဝါပြီ ဒီမှာ Japanese ဒီမှာမနေနိုင်တော့ cheese cheese က weight တက်တယ်ဒါလည်း weight တက်တယ် မှာအဲ့ဒါကြီးဟာလိုက်ဝင်နေတယ်ဆက်ပေါ်လို့နေတယ်တော့တယ်ဟာလိုက်ဝင်နေမှာဟုတ်ပါဘူးတော့တယ် ဆန္ဒရှားလက်ကိုရှိနေတယ် နိုင်ကိုပို့ပေးပါရဲ့ရှင် ထိုင်းပို့ပေးပါရဲ့နိုင်ငံခြားရထိုင်းရမလေးရှားရစင်ကာပူရ USA တို့ပါလို့မျိုးလည်းပို့ပေးပါရဲ့ရှင်ရပါရဲ့ နိုင်ငံခြားအနေကိုရောင်းမှပြောနေတယ်တောက်ကြနေညရောင်းအောင်မလားစတေးနေညရောင်းအောင်မလားမေးပါဦးရှင်နေညရောင်းဘတ်တရတို့ကိုရောင်းနိုင်ငံခြားလူပြဝယ်ခြင်းလို့ ဘယ်ရပိုက်ပါလားမစင်ကြမလို့မလေးဟိုနိုင်ငံခြားလူတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီဘယ်တမီးတို့ညားဘက် live တွေတစ် live တော့လုပ်ပေးမယ်ဘယ်နေ့ live တွေလွှင့်ပြရမယ်တစ်ချက်လောက်ပြောပြပါလားရှင်ဟိုအချိန်လေးပေါ့နော်အန်လီတို့ဘက်ကကြည့်လို့ရမယ်အချိန်လေးနဲ့တမီးတို့ဘက်လည်းအဆင်ပြေမဲ့အချိန်လေးအဲ့လိုလေးတစ်ချက်လောက်ဘယ်ရက်လေးရမလဲတမီးတို့စီမှာတောက်ကြဆိုရင်အန်လီတို့စီမှာ ဘုတောက်ကြတယ်သူက ကြာတာပတိလားတမီးတို့ညဆိုတို့မနက်လीနိုင်နေရသိ ထိုင်းနေနိုင်ဝက်45မိနစ်ပဲပါအမြတ်နဲ့ကျုံတာ ဖုန်းမှာအချိန်ကြီးနိုင်ရရလေ ကြည့်လို့ ဟာလေးပြပြရမလဲရှင်နကလာဇွဲလာဒါပါတော့စိန်လောကလေးနှစ်ဆင့်လေးနှစ်ဆင့်ပေါင်း30ဖြစ်သွားမှာပေါ့နော်ဒီမှာချင်းစိန်30လောကလေးပါဒီလောကကရွှေချင်းက3ဘက်နဲ့ရွေးရှိရစိန်က82ပွင့်ပါမယ်ရှင်နော်3ဘက်နဲ့ရွေးရှိရစိန်က82ပွင့်ပါမယ်သူကတော့28သိန်းရောက်ပါရဲ့ဒါပေမဲ့ဒါလေးကိုယူမယ်ဆိုလို့ရှိရင်သူ့ကိုလည်းအစိမ့်နဲ့ပဲသိန်းအစိမ့်နဲ့ပဲယူပါနော် ဒီကျင်းလို့နေတယ်ဘယ်လိုလဲ AM လား PM လားရှိတယ် ပလန်ပို့ပေးလာလို့ပို့ပေးပါ ဂျပန်လည်းရတယ်ဂျပန်လည်းရတယ်ဒါပေမဲ့သူကဂျပန်တော့ရတယ်ပဲသူက percentage များပဲထင်တယ်သူကပစ္စည်းတန်မိုးရဲ့ percentage တွေနဲ့ ချိန်လေးနဲ့ပြန်ညှိ ဆောက်ကြနေတဲ့မှာရှိခုနကစနေ ပါရတယ် အချိန်ပဲ တောက်ကြနေညောင်း တောက်တဲ့ညောင်းတဲ့ဟိုခုနကစနေ လေးလာ ဆက်ကြမှာ ခုနိုင်စင်နိုင်ကြတော့ဒီဘက်ကအဆင်မပြေတော့ အဲ့လိုပုံမှန်တည်းသွားလိုက်ဆို8နာရီသွားလိုက်စဉ်းစားပြီးပြန်ဘူးနိုင်ဆိုတော့ဒါမှမဟုတ်သွားတယ်လေးပြန်တာကိုနိုင်ဝဲလောက်ပြန်စမ်း 9နိုင်ခွဲလောက်စလွှင့်နိုင်မှအဆင်ပြေမှာအဲ့ကျရင်9နိုင်ခွဲလောက်ဗာပြန်2နိုင်လောက်နှောက် တောက်ကြမစချင်တာ အမှားပါသိန်းအစိမ့်နဲ့ရပါမယ် ဝမ်းကာလာတော့ အိုင်ကာလာနေအိုင်ကာလာဝမ်ကာလာပေါ့အိုင်ကာလာဦးတဲ့3လုံးစီးငကက်ရှိတယ်3လုံးစီးရရှိတော့နော် အန်ကာလာတော့မရှိ 3လုံးစီးငကက်မရှိတာလေတလုံးငကက်တွေမရှိတော့ဘူးကုန်သွားတယ်တရံပဲကြံတော့မှထင်တယ် ဘူးတော်တော်တော့များတယ်ဆိုပြီးတော့လိုက်တော့ထိုက်လုံးမရဘူး။နဲ့ပဲ
ရိုင်းကြိုက်တယ်ဘယ်ကကိုတက်တော်ခိုင်းတယ် ဂျပန်လည်းရတယ်အမေရိကလည်းရတယ်မလေးရှားလည်းရတယ်စင်ကာပူလည်းရတယ် ကိုနေကြတယ်လို့ရှိတယ် ထိုင်းလည်းရတယ်ပါစနစ်မေးပြီးတော့ပါစနစ်တကယ်လို့များတာနေရပုံမူဒီအမားတို့ကြိုက်တဲ့ agency နဲ့ဆိုလို့ရှိရင်ရန်ကုန်မှာရှိလို့ရှိရင်တော့ပို့ပြီးပါရဲ့ ဒီတေးလေးပြလား ထွက်တီတေးလေးကမရှိတော့ဘူးထွက်တီတေးလေးကရှိရဲဒါပေမဲ့သူကစိန်အငန်းတန်တော့20လောက်ဖြစ်မယ်အဲ့ဒီတော့တစ်ချက်ရှိမယ်ပြပေးမယ်နော်အဲ့လေးရှိမယ်ဒါလေးကကြတော့နှစ်ပဲတရွေ9 point စိန်လေး10ပွင့်ပါမယ်နော်နှစ်ပဲတရွေ9 point စိန်လေးရ10ပွင့်ပါမယ်သူကတော့20ဒါပဲနောက်ဆုံးသေးဆိုရင်တော့18သိန်းနဲ့ရပါမယ် ဒီလိုဆိုစိန်ကြီး ဆိုင်ရတော့တက်ကလက်လီနီလောက်သွားမယ် 0.9 CD မှာရှိပါမယ်ဒီမှာပါဒါလေးကတော့18သိန်းနဲ့ပဲယူပါရှင်ဟုတ်ကဲ့ဟုတ်ဒါလေးကတော့18သိန်းနဲ့ရပါမယ်ကဲသေးတယ်ဆိုရင်တော့ဒါလေးကတော့ကျိုးလေးရဲ့ကွက်ကိုရှိုးဆွဲရမယ်ပေါ့နော်ကျိုးရှိတယ်ကျိုးရှိပြီးသားလို့ဆိုလို့ရှိရင်ဒီလိုမျိုးလေးတော့ရွဲပြောက်လေးပေါ့နော်ဒီဘက်အပေါက်ထဲကနေဟိုဘက်အပေါက်လေးတွေကိုထိုးရှိုးဆွဲရမှာပါနော်ဒါလေးက9ရွေး4 point ရှိပါမယ်စိန်လေး10 point ပါမယ်ဒါလေးကတော့10သိန်း10သိန်းအောက်ထဲကလိုချင်တော့ဒါလေးရှိမယ်10သိန်းနဲ့နော် ဒီကေကျိုးလေးကြည့်ကြတယ်ပြတယ် ဒါလေးကယူမယ်ဆိုလို့ရှိရင်တော့10သိန်းပါ9ရွေးနဲ့4 point ရှိမယ်စိန်လေး10 point ပါမယ်နော်ဒီမှာပါရှင်ရဲ့နော်ဒါလေး10သိန်းနဲ့ပဲယူပါ10သိန်းအောက်ကတော့ဒီတစ်ခုလေးပဲရှိပါမယ်ဒီဟာကလည်းအလုံးတော့ကြီးရယ်စိန်ကလည်းဖွေးရတန့်တယ်ဒီကတော့စိန်ကတော့တက်ကလက်ကြော်မှာပါပဲ 1.01 CD မှာရှိမယ်เนาะဒါတော့ခြေပုံစံမျိုးလေးအလုံးပေါ်မှာရှိရကြီးတွေပဲမျိုးခြေဒါလေးကနှစ်ပဲလေးဝေးတစ်ပွိုင်းရှိမယ်เนาะရွှေချင်းကနှစ်ပဲလေးဝေးတစ်ပွိုင်းရှိမယ်သူအပေါ်ချိန်မှာလည်းစိန်လေးပါရယ်เนาะအပေါ်ချိန်မှာလည်းစိန်လေးပါရဲနှစ်ပဲလေးရွေးတစ်ပွိုင်းစိန်လေးရ12ပွင့်ရှိမယ်သူကတော့တက်ကလက်လဲကြော်သွားတယ်စိန်ကလည်းအလုံးကြီးသွားတယ်ပေါ့နော်ရွှေတင်ကလည်းဟိုဖြစ်တော့တော့တိတ်အစိတ်ရောင်းတာဒါလေးကတော့ယူမယ်ဆိုရင်တော့22သိန်းနဲ့ပေးပေးမယ်နော်ဒါလေးကတော့22သိန်းနဲ့ရပါမယ်ရှိယူလာတာရှိမယ် အစင်ညမှာတော့ပြန်ဖြေပေးနေပါတယ်နော်ဟုတ်ဒါလေးကတော့22ပါတော့စိန်လုံးလေးပိုကြီးပါရဲ့နော်ဒါလေးခြေပုံလေးပါဘာလေးယူမှလည်းမသိဘူးတော့ယူမဲ့လို့ချက်ပေါက်သွား18ကုံသွားလားလား18ကတော့ကုံသွားပြီနော်22ရှိပါအောင်မယ်ရှင်22ရှိမယ်8သိန်းတန်လေးရှိပါအောင်မယ်ဒါလေးကတော့စိန်လေးတော့နည်းနည်းလေးတော့ကာလာလေးပါမယ်ပေါ့နော်9ရွေး6 point ရှိရစိန်လေး2 point နဲ့ဒါလေးကတော့ယူမယ်ဆိုရင်တော့9သိန်းနဲ့ပဲယူလိုက်ပါစုံနဂတ်အပေါ်အသေးဒီလိုမျိုးအပေါ်နဂတ်အပေါ်နဂတ်အသေးတော့ပေါ့နော်စိန်လေးတော့ကာလာလေးနည်းနည်းပါဒါပေမဲ့စိန်လုံးကြီးရောလေတချို့ယောက်ျားလေးတွေအောက်ဒီလိုမျိုးနှစ်ပေါက်ဖောက်တာတော့အပေါ်အောက်ဝတ်ချင်တယ်ဆိုလို့ရှိရင်လည်းရရပေါ့နော်စိန်လေးတော့နည်းနည်းလေးပါမယ်9သိန်းနော်အလေး9သိန်းပါရှင်ရဲ့ရှစ်သိန်းနဲ့ကြာပြန်ပြပေးရမယ် ဒါလေးက9သိန်း8သိန်းတန်လေးပြန်ပါ8သိန်းတန်ရတော့လေသူကကျိုးလေးကတော့ရှိုးဆွဲရမယ်เนาะအပေါ်ချိန်လေးတော့မပါဘူးဒီလိုလေးပါသူကရွဲပြောက်လေးလို့ပြောလို့ရပါတော့ဒီလိုရွဲပြောက်လေးကိုမှဘေးနာနေပြီးတော့ဒီလိုမျိုးအပေါက်ထဲကနေပြီးရှိုးပြီးဆွဲရမှာပါเนาะဒီမျိုးလေးရှိုးဆွဲရပါမယ်ဒါလေးကတော့ယူကျင်နေဆိုလို့ရှိရင်တော့8သိန်းနဲ့ short ပေးထားပါရဲ့ရှင်ရွဲပြောက်လေးစိန်လေးနဲ့ဖွေးပါရဲ့8သိန်းမှာမဆူလေရှင်
ရှင်ဒါကတော့ကိုလံဘီယာမြတွေပဲလော့ကတ်ဒါလေးကြိုက်လာပြီပြီးဒါလေးပြပေးမယ်နော်ချိန်ရတယ်နေလေးညူရယ်နော် ဟုတ်ကဲ့ပါဆက်လာတော့ပေါ့ တိုင်းနေကဖုံးခေါ်တိုင်းနေကဖုံးခေါ်ပါဖုံးနေအားပါနော် ဒါလေးကတော့ဒီဇိုင်းလေးကတော့တစ်မျိုးလေးနော်တစ်မျိုးလေးဒီလိုမျိုးလေးပါဘေးနဲ့စိန်တန်းလေးပါမယ်စိန်အဝိုင်းတစ်ပတ်ပါမယ်အပေါ်ကတော့စိန်လုံးအကြီးမဟုတ်ဘူးเนาะသူကလေအဲ့ထက်ရွေးပြမှာအထက်မှာစိန်တစ်လုံးလေးမြုပ်ပေးထားဒါပေမဲ့ဒီဇိုင်းဆန်းဆန်းလေးနဲ့တော့ချစ်စရာလေးဒီမှာဒီလိုလေးအနီးကပ်ပြပေးမယ်เนาะဒီဒီဇိုင်းကမသိတော့အပေါ်ကနေတော့အဝေးရချင်းစိန်လုံးအကြီးတစ်လုံးလေးတော့တယ်ဒါပေမဲ့အထက်ကနည်းနည်းလေးတော့တည်ပြရဲဒီဒီဇိုင်းမျိုးလေးเนาะဒါလေးကနှစ်ပဲ6ရွေ9ပွိုင်းရှိရရှင်เนาะနှစ်ပဲ6ရွေ9ပွိုင်းရှိပါရဲ့စိန်ကား15ပွင့်ပါပါတယ်ရှင်ဒါလေးကတော့ယူမယ်ဆိုလို့ရှင်တော့320ကိုဒါလေးကိုညီမ18သိန်း5000နဲ့ပဲပြီးလိုက်ပါမယ်เนาะ18သိန်း5000နဲ့ရမယ်ရှင်လက်တိုင်းကတော့15ရပါရဲ့တော့ဒါလေးကလက်တိုင်းကတော့15ရမယ်18သိန်း5000နဲ့ပဲယူပါစိန်လေးကလည်းဖွေးပဲနော်အရင်အညိုရိတ်တောင်သိမ့်မဝင်ခဲရည်တောင်သိမ့်မဝင်အဖွေးပဲလေးတော့ပါပါရဲ့နှစ်ပဲ6ရွေ9ပွိုင်းရှိမယ်စိန်လေး15ပွိုင်းနဲ့ပါရှင်တမန်နော်ဒီမှာနော်ဒါလေးယူကျင်တယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ကိုပါပေးပါဆက်ခွန်ခွဲနဲ့ပဲယူပါပါပြပြီးတော့ကျိုးရရအားယူကျင်တယ်လို့ဒီလိုမျိုးဗရမ်များနဂတ်လေးလည်းရှိမယ်เนาะဗရမ်များ9ပွင့်လေးနဲ့နဂတ်လေးဒီမှာเนาะဗရမ်များ9ပွင့်လေးနဲ့နဂတ်လေးလည်းရှိပါမယ်ဗရမ်များတွေကကြာရင်ဒါလေးရှိမယ် ဒီခေတ်ကြီးကျင်ပါဆောင်ပါ ဒီခေတ်ကြီး ကောင်းကြADK တွေကပြပေးရမလားရှင် ADK တွေကကြည့်ကြလားမသိပြပေးရမလားတော့တစ်ချက်လောက်မှတ်မိပါအောင်เนาะပြတော့ပြတော့ရှိဒီမှာဗရမ်များတန်းဝင်းလေးရှိမယ်เนาะဗရမ်များအော်ဒါယူပြီးသားလားယူပြီးသားယူဘာလို့ဒီလိုက်ခဲ့ရတော့စိန်လက်ကကတော့ဒါရှိမယ်နော်62သိန်းနဲ့ပြီးထားပါရဲ့လက်တိုင်းကတော့2လက်မနဲ့4စိတ်လောက်ရှိရပါရဲ့ဒါကတော့လက်တိုင်း14ပဲရမယ်သူကတော့ platinum စိန်ရတော့တက်ကလပ်ပါစိန်လုံးလေးကတော့ဖိုးဖွေးလေးနဲ့အလုံးကြီးကြီးလေးလူငယ်လေးတော့ဆန်တယ်တမန်နော်လက်တိုင်းကတော့14လောက်ပဲရှိပါမယ်သူက platinum ချိန်က9ပဲ9ရွေး3ဘွိုက်30ရောက်နကမရှိကြဘူး သူရဲ့ surprise ဆောက်30ရောက်ကမရှိတော့ဘူးခုန9သိန်းရတယ်ပြီးလိုက်တာကုန်သွားပြီဒါလေးက platinum ရ9ပဲ9ရွေး3ဘွိုက်ဆိုတော့သူလည်း10ပဲနီးနီးလောက်မှရှိရယ်နော်စိန်က29ဝင်ပါပါမယ်နော်စိန်က29ဝင်ပါပါမယ်ရှင်ကဲသူကတော့ဒါလေးယူချင်တယ်ဆိုလို့ရှင်တော့52သိန်းပါဒါလေးကယူမယ်ဆိုလို့ရှင်တော့48သိန်းနဲ့ရမယ်ရှင်
အလေးယူမယ်ဆိုလို့ရှိရင်တော့48သိန်းနဲ့ရပါမယ်ရှင်ဒီလာဟန်ချင်းဟောင်းကဒီလာဟန်ချင်းကတပိအရှိမတစ်ခုပြတာဒီ30ကျော်နေရှိမယ်ပလက်တီနမ်ချင်းပလက်တီနမ်ရောင်းလဲပလက်တီနမ်ကတော့စိန်တယ်ဒီပဲဆိုလို့ရှိရင်တော့13ပါပဲရှင်ဟုတ်စိန်တယ်ဆိုအလဲက1အယောင်က3ပါပဲရှင်အမောင်ဒီလာဟန်ချင်းလေးတစ်ချက်လာပြန်ပြပါလားရောင်းတော့ အော်ဟိုတကူကရောင်းထွက်သွားပြီလားဟောရောင်းထွက်သွားပြီအဲ့ဒါဒါပဲကြံတော့မယ်ဒါလေးပဲကြံပါတော့မယ်နော် तू ကတော့9ပဲ9ပြီ3ဘွိုက်ဒီနီလာလေးက9ပဲ9ပြီ3ဘွိုက်ရွှေကြောက်ချိန်ပါရှင်ဒါလေးကတော့ယူမယ်ဆိုလို့ရှိရင်တော့45သိန်းပါဒါပေမဲ့ဒါလေးယူမယ်ဆိုလို့ရှိရင်ညီမ40အတီးနဲ့ short ပေးပါမယ်နော်ဒါလည်းလက်တိုင်းကတော့ပုံမှန်လက်တိုင်း9ပုံမှန်အရှိပေါ့နော်9လက်မလောက်မှရှိမယ်ဩဒါလေးကယူမယ်ဆိုတော့40အတီးနဲ့ရမယ်ဟန်ချိန်ပါနော်ဒါကတော့340နဲ့ရမယ်နီလာဟန်ချိန်ပါရှင်ဘာလို့နီလာအရေးလဲကြည့်လို့ရပါတယ်ရှင်အနီးကလေးပြပေးထားပါရဲ့ရွှေကျန်ရတော့9ပဲ9ဆို5မူးနီလောက်မှရှိမဲ့ပေါ့နော်10ပဲနော်မှာပါ ဘာတစ်ခါကျရင်တစ်လုံးတစ်ခါတည်းစုံပြ မှာပါရှင် စိန်ဆွဲပြီးစိန်လုံးကြီးကြီးလေးရှိလားစိန်လုံးကြီး ကို စိန် နေ လုံး ပြောင်း ကြီးစိန်လုံးကြီးကြီး ဒီတော့ရောကြ ဘယ်ပြောဟိုအလုံးကြီး5မူးနဲ့3လုံးကြီးနဲ့ဟာလာတော့အဟဲ့တော့နည်းနည်းသေးရစိန်လုံးအရန်ကြီးရပြက်ကလည်းရှင်မီးရတော်တော်လေးကောင်းတယ်အဲ့ဒါလေးတစ်ခုတော့ရှိရရွယ်ပြပုံစံမျိုးလေးရှိမယ်เนาะပြင်ပြပေးမယ်ကဲခုန10သိန်းအောက်နကတ်လူချင်းဒါလေးရှိအောင်မယ်ဒါလေးကတော့9ရွေးတောင်ပါတယ်တော့ရွှေကျင်ရလေเนาะဒါလေးကတော့ယူမယ်ဆိုလို့ရှိရင်တော့ तू ကတော့6သိန်းနဲ့ရပါမယ်10သိန်းအောက်လည်းတစ်လုံးလေးဒါလေးကတော့6သိန်းဒါလေးကတော့6သိန်းနဲ့ရမယ်ရှင်ဒါလေးက6သိန်းနဲ့ရပါမယ်ဟုတ်တယ်ဒါလေးက6သိန်းဟွာလေလောကကိုအစိမ်လုံးကြီးပြီးတော့လေတန့်တာတွေကလိုချင်တော့ဒါကတော့ခုနသိပြောသလိုအဟန့်တော့အရင်ကြီးတော့မကြီးဘူးဒါပေမဲ့ဝတ်ထားရင်ပြင်ဘက်ပေါ်ပါပေါ့နော်တော်တော်လေးပေါ်မယ်လောကလေးပါအလဲက9မူကိုက်9လုံးကြီးတောင်ဖြစ်တယ်အလဲက9မူကိုက်ဘေးက3လုံးကြီးတွေနဲ့အလုံးအကြီးကြီးပါနော်သူကလေရွှေချိန်ကတော့2ပဲတိတ်ဝေး6 point ရှိပါမယ်စိန်လေးက9 point ပါမယ်ရှင်နော်ကဲ तू ကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ तू ကတော့59သိန်းလောက်ရောက်တာပါဒါပေမဲ့ညီမ55သိန်းနဲ့ပေးပါမယ်စိန်တော့ဒီစိန်လုံးကြီးစိန်လုံးကြီးကြတော့ဒီကတော့အကြီးဆုံးပဲဒါကတော့တော်တော်လေးတော့ကြီးတယ်เนาะဒီမှာကြီးရဒါပေမဲ့တော့အဟန့်တော့သေးရအဲ့လိုမျိုးလေးဖြစ်နေလို့ပါအလေးကစိန်ကောင်းကောင်းနဲ့စိန် quality ကောင်းကောင်းအလုံးကြီးလေးဝတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးယူဖို့တော့အဆင်ပြေပါတယ်ရှင်အဟန့်နည်းနည်းကြီးကြတဲ့လို့ချင်းတော့အဟန့်ကြီးရတယ်ဆိုတော့လောဆယ် WC မှာတော့မရှိသေးလို့ပါရှင်စိန်လုံးကြီးပြီးတော့လေအဟန့်ကြီးရတယ်ဆိုလို့ရှိရင်တော့အလေးကတော့55သိန်းနဲ့ပဲပေးချပါရဲ့နော်တကယ်လို့ဟိုအပြင်စိန်လုံးကျိုးနဲ့တွဲတဲ့လူကျင်တော့လေတွဲတော့ထဲမှာစိန်ကြီးတာကြီးတော့ရှိရတစ်လုံးနဲ့ဒါပေမဲ့အကြီးပဲအဲ့လိုမျိုးတော့ရှိဘူးဟိုအောက်ကတစ်လုံးကကြီးမဲ့ထင်တယ်အဲ့အောက်ကဟာကြီးမဲ့ဒီလိုမျိုးလေးတွေကျိုးလေးနဲ့တွဲရက်လေးလည်းရှိရဒါလေးဆိုလို့ရှိရင်လည်းတန်တန်လေးเนาะဒါလေးလည်းရမယ်ဒါလေးဆိုရင်ကျိုးရောလောကတ်ကောပါမှာ30ဆွန်းဆွန်းလောက်လေးပဲရှိရเนาะဒါလေးလဲလူချင်းရပါမယ်เนาะဒီလိုမျိုးလေးလည်းရှိမယ်เนาะဒါလေးကတော့55သိန်းတကယ်လို့တစ်လုံးနဲ့အကြီးပေါ့เนาะတော့ကျိုးရောခလုတ်တော့ကျိုးရောဟိုဟာရောတွဲရက်ပေါ့เนาะကျိုးရောဆွဲတီးရောတွဲရက်တစ်လုံးနဲ့အကြီးတော့ရွှေချိန်က4ပဲ9ရွေးရှိမယ်เนาะသူကတော့လေဟွာကြော်မယ် PD
တော့ PD ပေါ့နော် ရန်လက်ကဒီ သူက 1.151 လောက်တော့နော် CD ရှိပါမယ် ညောဇမ်ဘီယာ 1.15 ဟုတ်ပါဘူးဟုတ်ပါဘူး နောက်တစ်ပတ်အင်္ဂါလောက်ဆိုရင်ရန်လက်ကဒီထွက်ပါ ကိုလံဘီယာမြန်နက်ကတည်းက ရန်လက်ကဒီ တော့ 1.151 ကလတ်ဟုတ်တယ်ကလတ်ချင်းရှိမယ်စိန်ကတော့တကလတ်ကျော်တစ်လုံးနဲ့အကြီးပဲခုနလိုငါးမှုမဟုတ်တကလတ်လူချင်းတော့ဒါကြီးကတော့တစ်လုံးနဲ့ပဲဒါပေမဲ့တကလတ်ကျော်ပါမယ်เนาะတော့ပလက်ဒီနမ်မှာ၄ဘဲ9ရွေးရှိပါမယ်เนาะသူကတော့ယူခြင်းတယ်ဆိုလို့ရှိရင်တော့80နောက်ဆုံးပါဒါရယူခြင်းတယ်ဆိုလို့ရှိရင်တော့380နောက်ဆုံးပါရှင် အလုံးကြီးကြီးပါ တစ်လုံးနဲ့ပဲဒါပေမဲ့အကြီးပဲဒါတွေကကြအဲ့လိုမျိုးလေးစိန်တစ်လုံးကိုမှလုံးဝ share ကြီးကြီးပေါ့နော်အဲ့လိုမျိုးကြီးကြီးဟာကြီးကြတော့အဟန့်တော့အရန်တော့မထည့်သွားပဲနဲ့အဲ့လိုမျိုးတစ်လုံးနဲ့ဟိုမှ share ပေါ့နော်အဲ့လိုမျိုးလေးတော့ဖြစ်သွားတယ်သူကလေလိုမျိုးလေးပါဒါလေးယူခြင်းလို့ရှင်တော့80ရတော့နောက်ဆုံးစီပါရှင်380ပါနော်ဒါလေးရှိမယ်သူထနည်းနည်းလေးတစ်လုံးနဲ့ပဲဒါပေမဲ့နည်းနည်းလေးသေးတာတွေကလူချင်းတော့ဒါတော့043လို့တော့ရေးတာ0.43ရှိမယ်เนาะဒါလေးရှိမယ်ဒါလေးတစ်ခုပြမယ်ဒါလေးကကြော3ပဲလေး9 point ရှိပါမယ်ဒါလေးကတော့ယူမယ်ဆို33တုံးသူကတော့30အတိနဲ့ရပါမယ်အဘောအလုံးအကြီးတစ်လုံးနဲ့ရတော့30အတိနဲ့ရပါမယ်ရှင်ဒီမှာပါအဘောတစ်လုံးနဲ့ရတော့30အတိနဲ့ရပါမယ်ရှင်ဒီမှာလေးဟုတ်တယ်ဗာလေးထပ်ပြပဲ 80k တို့ဗာလို့ပြပေးရမလားเนาะတစ်ချက်လောက်မှတ်ပြီးပါเนาะတမျိုးဒီမှာ network လေးရှိရယ်ဒါပါnet ဆွဲ2ဆင့်လေးလိုချင်ဒါလေးရမယ်4ဘဲ6ရွေး4 point ရှိမယ်เนาะ net ဆွဲ2ဆင့်လေးက4ဘဲ6ရွေး4 point ရှိမယ်စိန်လေးကအပွင့်30ပါပါမယ်တစ်ဖက်ကူ15ပွင့်ပေါ့เนาะဒီလိုလေး2ဆင့်လေး2ဆင့်လေးပါဒါလေးကယူမယ်ဆိုရင်တော့340ကိုသူကတော့38သိန်းနဲ့ရပါမယ်ရှင်အနောက်ကတော့သူက post type နဲ့မဟုတ်ဘဲနဲ့အရင်နဲ့เนาะ လက်စုပ်ကဘယ်လောက်တန်ကြလဲ လက်စုပ်ကဘယ်လောက်တန်လောက်လေးပြပေးရမလဲမသိဘူးရှင်ဒါလေးကတော့ယူခြင်းနဲ့ဆိုလို့ရှိရင်38သိန်းနဲ့ရပါမယ်ဟုတ်နော်ဒီနဲ့ဆွဲလေးက38သိန်းပါဒါလေးဆိုလဲစိန်လေးဖွဖွေးလေးနဲ့လိုက်လက်ဆွဲတွေကဒီလိုမျိုးနည်းနည်းလေးကြီးကြတဲ့ကဒီလိုမျိုးလေးကြိုက်လာရင်ဒါလေးကတော့ရော့ဒီမှာဒီလိုမျိုးလေးအဝိုင်းပုံစံမျိုးလေးစိန်လေးကဘယ်နှပတ်လုံးဆိုအဝိုင်းကို3ပတ်ပါမယ်ဘေးစိန်2တန်းစီပါမယ်နော်ဒီမှာစိန်လေးဖွေရတယ်4ပဲ4ရွေး8 point ရှိမယ်စိန်က64ပွင့်ပါမယ်ရှင်နော်ဒါလေးကိုမှယူခြင်းလေး30ကိုဒါလေးကိုညီမ28သိန်းနဲ့ပဲ short ပေးပါမယ်ညီမ29နဲ့ရမယ်နော်ဘယ်လာတက်ကမှလည်းစမဘယ်နဲ့ပြန်လာခဲ့ဒီချန်နယ်ကိုစောင့်နေဟာလေးကယူမယ်ဆို29သိန်းနဲ့ရမယ်ထခုံနေမယ်29သိန်းနဲ့ယူပါ ကျောင်းဝလက်စုပ်ပါလား ကျောင်းဝဲလက်စွပ်တော့မပါသေးပါဘူးရှင် ကျောင်းဝလက်စုပ်ကိုဟုတ်
35တော့မရလို့ဘယ်ရောက်35ထားခဲ့ရတယ်အော်30ခွန်လား30ခွန်တော့35တော့မရတော့ဘူးပါမနော်20ကျော်နဲ့ဒါကတော့ပိုးဆိုးပတ်ဆက်ကိုတန်ပါတယ်ရှင်ရော့ဆက်ဖို့ လက်ခွာရသွားပြီတဲ့ပြေတယ်ပစ္စည်း ဟုတ်ကဲနောက်ထပ်20ကျော်လေးနဲ့နော်ခုနဒါပေမဲ့ तू ကတော့ဒီလိုလေးရှစ်တေးအမခုနဟာလေ30ခွာ35တော့မရနိုင်တော့ဘူးเนาะဟမ်နဲရ35တော့မရတော့ဘူးเนาะရှော့လို့မရတော့30ခွန်အောင်ပေးထားဒီပဲဟိုကကြောပါမရတော့ဘူးဟုတ်ရှော့လို့မရတော့လို့ပါရှော့လို့မရတော့လို့ပါရှင်เนาะနောက်တက်ဒီ20ကျော်လေးနဲ့ပေါ့နော်စိန်ဖွေးလေးနောက်ထပ်တက်ရရှိမယ်သူကတော့ဘေးနားနေလို့မို့ဘောင်အကုတ်လေးရွှေဘောင်အကုတ်လေးနဲ့နော်အဖြူလေးကကျိုးလေးရှိလာတယ်16လက်မအရှိတယ်အမအဖြူလေးကကျိုးလေးတဲ့16လက်မအရှိတဲ့ဆောက်လာဆက်ဖို့ဆက်ရှင်း ဒါလေးက3ဘဲ9ရွေးရှိမယ်စိန်လေးကကြတော့16ဝင်ပါမယ်နော်3ဘဲ9ရွေးရှိမယ်စိန်ကတော့16ဝင်ပါမယ်ဒါလေးကတော့ယူခြင်းတယ်ဆိုလို့ရှိရင်သူက330ဒါလေးကိုညီမ separate ပေးလိုက်မယ်เนาะဒါလေးယူကျင်တယ်ဆိုလို့ရှင်တော့26နဲ့ပဲယူ26သိန်းနဲ့ပဲယူပါဒါအရင်လိုက်ကထက်လည်းအများကြီးဆိုတော့ဗရမ ्या နှစ်ကပ်ပြပေးပါအောင်တဲ့ဗရမ ्या စိန်ဘတ်နှစ်ကပ်လေးရှင်မပေးပါအောင်ထက်เนาะဒါလေးကတော့ယူမယ်ဆိုလို့ရှင်26နဲ့ယူเนาะဥသူယူပါဒါလေးတစ်ခါမှအဲ့လိုစိန်ကလည်းအလေကလေသူလည်းရွယ်ပြောက်ကောင်မှအလုံးလဲကြီးတယ်ဖွေးလဲဖွေးပါတယ်ဒီမှာပါเนาะတမနော်ဒါလေးယူမယ်ဆိုလို့ရှိရင်26နဲ့ပဲယူပါရှင်ဒါလေးက26ပါ36 36နဲ့ယူတင်တယ်ဆိုရင်တော့ယူလိုက်ပါမြန်တော့သွားပေးပါရှော့ပေးတဲ့ပစ္စည်းဆိုတဲ့ခါကျတော့လေရှော့ခိုင်းတဲ့လူကမရဘဲနဲ့ကျန်တဲ့လူရသွားတတ်ပါရဲ့အဲ့ဒါကြောင့်မို့လို့ပါလိုချင်တယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ကိုမြန်သွားပေးပါဖုန်းခေါ်လိုက်ပါစိန်နဲ့ဆွဲ36သိန်းနဲ့ရပါမယ်ဥတူယူပါရှင်နော်ဗရမ ्या စိန်ပတ်ထဲကငကက်လိုချင်တော့ဒါလေးရှိမယ်30ကျော်လေးတွေရှိမယ်နော်နည်းနည်းလေးများတာလေးလည်းရှိရရာကတ်တဲ့ဟာလေးလည်းရှိတယ်နော်50ကျော်ရာလေးလည်းရှိရအစားစားတော့ရှိရနော်မြန်လေးခုနနဲ့ဆွဲသမားတော့မြန်လေးသွားပေးပါကဲနီလာကြားဝက်ကကုံသွားပါပြီဟိုနီလာကြားဝက်က2ကွင်းတော့မရှိတော့နော်နီလာကြားဝက်ရှိတယ်လားမရှိတော့နော်ဟိုနေ့က50ကျော်နဲ့ပြီးရနီလာကြားဝက်လည်းမရှိတော့နော်ရှိတော့နော်နာရှင်း ကဲဓမ္မက ruby စိန်ပတ်နော် ruby စိန်ပတ်နကတ်တရံပေါ့နော်ဒါလေးက3ဘဲ3ရွေးရှိမယ်3ဘဲ3ရွေးရှိမယ်စိန်လေးက28ပွင့်ရှိမယ်ရှင်နော်စဉ်းစားလိုက်အောင်နော်ဘယ်လောက်ရှော့လို့ရမလဲဆိုတာဟုတ်ကဲ့ရှင်ပါ အဲ့ဒါဆိုတော့ဟောဝိုင်း ဟုတ်ကဲ့ဟုတ်36ရက် ဟောဝိုင်း ဟော36ရက်တည်းရခုနကမရှိဟုတ် မမတော့35ရောင်းပါဒါပေမဲ့ညီမဒါလေး short ပေးလိုက်မယ် အေးဆုံးရမဟုတ် 3ဘဲ3ရွေး စင်ရည်ရလည်းပြရတာ ဟုတ်messenger ရင်လာလို့ပြရတာမဟုတ်ဘူးဟုတ် အဲ့ရပြောပါလေ short ပေးရတယ်ကျမမှလည်းအပြစ်တစ်ခုလို့ short ပေးရအပြစ်နည်းနည်းဖြစ်သွားတာမသိဘူး
ချော်ပေးတဲ့ဟာမှာလူသွားရဆိုတော့လေအကြောင်းမလို့ရှော့ခိုင်းတဲ့လူနဲ့တကယ်ရသွားတဲ့လူတစ်ခါလေးကြာရင်ကွက်တီမကြိုက်ဟာဆိုလို့ရှိရင်တော့နည်းနည်းလေးပြီးတောင်းမှပါတယ်နော်ဒါလေးကိုလေ35ကျင်းလောက်ဒါပေမဲ့30အတိနဲ့ပေးပါမယ်မြစိန်ဘက်နှက်ကကုံဝိုင်းလိုက်ညစိန်ဘက်ကရောင်ထွက်သွားပါပြီရှင်လက်စွပ်ပဲကြံတော့မယ်ညစိန်ဘက်လက်စွပ်ပဲကြံပါတော့မယ်နော်ဒါလေးယူမယ်ဆိုလို့ရှိရင်30အတိနဲ့ရပါမယ်30အတိနဲ့ရပါမယ်ဗရမများစိန်ဘက်ဟိုတစ်ခေါက်ကလူလေး20ကျော်30ဝန်းကျင်လေးလိုချင်တဲ့လူဆိုလို့ရှိရင်တော့ဒါလေးဆိုအရန်တက်ပါရဲ့ဒါလုံးဝ natural ပါနော် natural ပါရှင်အားကြောင့်မြင်လာပေးပါလို့ပဲကြားဝတ်လက်စွပ်ကလေးမှာဒီဗရမများနဲ့ကြားဝတ်လက်စွပ်ပဲကြံတော့လို့ရှင်စိန်ကြားဝတ်တွေလည်းကုံသွားပြီဗာလဲနီလာကြားဝတ်တွေလည်းကုံသွားပြီမို့လို့ဒီဗရမများကြားဝတ်တခွင်းပဲကြံပါတော့တယ်ရှင်နော်ဒါလေးကဘယ်လောက်နဲ့ပေးတာ30နဲ့ရပါမယ်နော်30အတိပါရှင်30အတိပါနှဆွဲကြံသေးလားထဲမှာကဲဒီဟာကအရှုံးခံပြီးပေးမဲ့ပစ္စည်းပဲခုနဟာကြောက်လည်းမြက်လားဆိုလည်းမမြက်ဒါအရှုံးခံပြီးပေးပါမယ်ဒီနက်ကလေးနော်ဒါကတော့စိန်ကားတော့ဖွေတယ်ရှင်စိန်ကားတော့ဖွေရဒါပေမဲ့ဒီဇိုင်းကကျတော့နည်းနည်းလေးလူငယ်လေးတော့ဆန်တယ်နော်လူငယ်လေးဆန်ဒါပေမဲ့လူကြီးပွလို့လည်းရပါအရင်လူငယ်ဆန်နေရပါဒီပန်းပွန်းဖတ်ပုံစံမျိုးလေးဒါပေမဲ့live ထဲမှာပြတာက3-4-5 live လောက်ရှိသွားပြီဆိုတော့မကြခင်တော့ဦးတွေ့ရင်ဖြတ်မဲ့နက်ကတ်တွေကဖြစ်သွားပြီပေါ့နော်အဲကြောင့်မို့လို့တော့လောဆယ်ညီမဖြတ်စင်းနီးလောက်ရှိရဲ့တန်မိုးလေးနဲ့ shop ပေးပါမယ်နော်ဒါလေးက4ဘက်2ရွေးရှိတယ်ရွှေကတော့တမန်သားကြော်မှရှိပါရဲ့ရွှေချိန်ကတော့များပါမယ်ရွှေချိန်က4ဘက်2ရွေးရှိမယ်စိန်လေးက24ဝင်ပါမှာပဲရှင်နော်ဒါလေးကမှန်တော့30ရောင်းတာဒါပေမဲ့နောက်ဆုံး short မဲ့စီတော့မှ29သိန်းမှရှိပါမယ်เนาะဒါကတော့တကယ်အရင်ကတော့မမှတ်မိတော့ဘူးเนาะဒါပေမဲ့ညီမတွက်ပြီးတော့